တီထားပြီးတော့စိတ်တွေဘယ်လောက်လာရှင်လဲဆိုတာမျှဝေခဲ့ပြီးပါပြီအရှိကိုဆက်သွားမယ်ဆိုရင်အညာသမန်းပြီးတော့ဓမ္မမိတ်ဆွေများအကုသိုလ်စေတသိက်ကိုမူတည်ထားပြီးတော့စိတ်တွေဘယ်လောက်လာရှင်မလဲဆိုပြီးတော့ဆက်ပြီးလေ့လာရမှာဖြစ်တယ်အခုကတန်ပြောကနီးဆိုတော့စေတသိက်မူတည်ထားပြီးတော့စိတ်များလာရှင်တဲ့နီးဖြစ်ပါတယ်ဒါကိုတန်ပြောကနီးလို့ခေါ်တယ်စေတသိက်မူတည်ထားစေတသိက်52ပါးမူတည်ထားပြီးတော့မှစိတ်89 121လာရှင်ပုံတွေပေါ့နော်စိတ်89 121လာရှင်ပုံကိုဓမ္မမိတ်ဆွေများအနောက်ကစလုံးလေးကိုပဲခေါ်လိုက်တော့စိတ်ရှင်လို့ခေါ်တယ်စိတ်ရှင်လို့လည်းခေါ်လိုက်တော့အရှိမစေတသိက်ရှိတယ်စေတသိက်52ပါးရှိတယ်ဆိုတာကိုဓမ္မမိတ်ဆွေတို့ကသိပေးထားပါရှင်ဒါကိုတန်ပြောကနီးလို့ခေါ်တယ်တမျိုးကနီလို့ခေါ်ရဲဆိုတော့ဓမ္မမိတ်ဆွေများကိုအရှိကအညသမန်73ပါးလေးကိုပြန်ပြီးတော့နည်းနည်းလေးနှွေးပြပါအောင်မယ်ရှင်အညသမန်စေတိတ်73ပါးမှာဓမ္မမိတ်ဆွေများရေခွန်6ဆိုပြီးတော့ပြန်ပြီးခွဲလိုက်တယ်ခုနှစ်ကဘာခုနှစ်လဲဆိုရင်တပ္ပစိတ်တာတာဒရဏစေတသိက်ဓမ္မမိတ်ဆွေများ9ပါးဖြစ်ပါတယ်ရှင်အဲ့ဒီတပ္ပစိတ်တာတာဒရဏစေတသိက်ကလေး9ပါးကိုမူတည်ပြီးတော့စိတ်တွေဘယ်လောက်လာရှင်လဲလို့ဓမ္မမိတ်ဆွေများမေးမယ်ဆိုရင်အားလုံးလာရှင်ပါတယ်စိတ်အားလုံးရှင်ပါတယ်89အကျဲ122ပါးလုံးလာရှင်ပါတယ်ရှင်ဒါဆိုရင်အညသမန်စေတသိက်လေး73ပါးမှာအရင်ဦးဆုံးတပစိတ်တာစေတသိက်9ပါးလေးကိုပြန်နှွေးဖို့အတွက်ကိုဓမ္မမိတ်ဆွေများကိုအဲ့ဒီတပစိတ်တာတာရဏစေတသိက်ကလေးကိုပြန်သွားပြပါဦးမယ်အဲ့ဒီမှာတပစိတ်တာတာရဏစေတသိက်9ပါးကဖတ်တာဝေဒနာတင်ညာစေတနာဧကဂရာဇီဝိတိန်တွေနဲ့မနတိကာရဆိုပြီးတော့ဖတ်ဝေသင်စေအေဇီမနဣတတတပ္ပစိတ်တိုင်းဖြစ်ဒါဆိုရင်တပါးချင်းစီပြောပြပါမယ်တပ္ပစိတ်တာတာရဏစေတသိက်9ပါးရဲ့နံပါတ်1ဖြစ်တဲ့ဖတ်တာမှာဖတ်တာစေတသိက်ကလေးနဲ့စိတ်ဘလောက်ရှင်မလဲလို့မေးရင်89အကျယ်122ပါးလုံးရှင်ပါတယ်ရှင်ဒါဆိုရင်နံပါတ်2စေတသိက်ဖြစ်တဲ့ဝေဒနာလေးဆိုရင်ရောလို့မေးရင်89 121ပါပဲတင်ညာစေတသိက်နဲ့လည်းစိတ်89အကျယ်121ရှင်ပါတယ်ရှင်စေတနာစေတသိက်ကလေးနဲ့လည်းစိတ်အကျဉ်း89အကျယ်122ပါးရှင်ပါတယ်ဧကဂရာစေတသိက်လေးနဲ့လည်းစိတ်အကျဉ်း89အကျယ်122ပါးလုံးရှင်ပါတယ်ဇီဝိတိန်တွေဆိုတဲ့စေတသိက်ကလေးနဲ့လည်းစိတ်အကျဉ်း89အကျယ်122ပါးရှင်ပါတယ်မနတိကာရဆိုတဲ့စေတသိက်လေးနဲ့လည်းစိတ်ကအကျဉ်း89အကျယ်122ပါးလုံးရှင်ပါတယ်ရှင်ဒါဆိုဒီ9ပါးနဲ့မရှင်တဲ့စိတ်ဆိုတာမရှိဖြစ်ပါတယ်89အကျယ်122ပါးလုံးရှင်တယ်ဒါဆိုရင်ပကိန်း6ပါးပကိန်း6ပါးကိုဓမ္မမိတ်ဆွေများ6ပါးရှိတာကို3ပါး3ပါးစီကျက်လိုက်မယ်ဆိုရင်ဝိတဝိစာဒိမောက္ခနှင့်ဝီပိစန္ဒပကိဏကဝိတဝိစာဒိမောက္ခနှင့်ဝီပိစန္ဒပကိဏကဆိုတော့ဓမ္မမိတ်ဆွေများအဲ့ဒီမှာ3ပိုင်း3ပိုင်းစီကိုဓမ္မမိတ်ဆွေတို့ကျက်လိုက်တဲ့အခါမှာဘာလေးတွေတွေ့ရလဲဆိုတော့ထူးခြားတာကအဲ့ဒီမှာဇန်အင်္ဂါနဲ့တူတဲ့စေတသိက်ကလေးဘယ်နှပါးရှိလဲဆိုရင်3ပါးရှိပါတယ်ဘသူတွေလဲဆိုရင်ဝိတက်ရဲ့ဝိဇာရရဲ့ပီတိရဲ့ဆိုပြီးတော့ဇန်အင်္ဂါနဲ့တူသောစေတသိက်က3ပါးဇန်အင်္ဂါမဟုတ်တဲ့စေတသိက်က3ပါးဆိုတော့6ပါးအဲ့တော့ဇန်အင်္ဂါနဲ့တူတဲ့စေတသိက်တွေကိုဓမ္မမိတ်ဆွေများတွက်တဲ့အခါစိတ်ဘယ်လောက်ရှင်မလဲဆိုပြီးတွက်တဲ့အခါမှာစိတ်ကိုအကျယ်နဲ့ပဲတွက်ပါတယ်အကျဉ်းနည်းနဲ့လုံးဝမတွက်ပါဘူးရှင်ဒါဆိုရင်ဇန်အင်္ဂါမဟုတ်တဲ့စေတသိက်ကလေး3ပါးရှိတယ်အဲ့ဒီ3ပါးကဘာတူလဲဆိုတဲ့အခါကျအဓိမောက္ခရဲ့ဝီရိယရဲ့စန္ဒရဲ့အဲ့ဒီ3ပါးကိုကြာတော့ဓမ္မမိတ်ဆွေများစိတ်အကျဉ်းနဲ့တစ်ခါတွက်ပေးမယ်အကျယ်နဲ့တစ်ခါတွက်ပေးမယ်ဆိုတော့ဓမ္မမိတ်ဆွေများနှစ်နည်းနဲ့တွက်ပေးမယ်ဒါဆိုရင်ပကိန်းစေတသိက်ကိုဓမ္မမိတ်ဆွေများမြင်ပြီးဆိုတာနဲ့ဩဇန်ငါနဲ့တူတဲ့စေတသိက်တွေကိုဆိုရင်အကျယ်နဲ့တွက်ရမယ်ဇန်ငါမဟုတ်တဲ့စေတသိက်3လုံးကိုတော့စိတ်89အကျယ်121နဲ့နှစ်နည်းတွက်ပေးရမယ်လို့ဓမ္မမိတ်ဆွေများဒီလိုလေးကိုယ့်ရဲ့ notebook လေးမှာဖြစ်ဖြစ်စာအုပ်လေးမှာမှတ်ထားပေးပါဒါဆိုရင်ဓမ္မမိတ်ဆွေများပြန်ကြည့်တဲ့အခါမှာဓမ္မမိတ်ဆွေတို့အတွက်ကိုမှတ်ထားတာလေးတွေအထောက်ပံ့ဖြစ်ပါတယ်အဲ့ဒီတော့ပကိန်းစေတသိက်ဆိုတော့ပကိန်းဆိုတာငကိုကလေးကသူကစိတ်တွေကိုရောရောပြုံပြုံဟိုတချို့ဒီတချို့ပဲရှင်မဲလို့ပြောထားတာဖြစ်တဲ့အတွက်ဓမ္မမိတ်ဆွေများဒီနေရာမှာပကိန်းစေတသိက်ကစိတ်အားလုံးနဲ့မရှင်ဘူးဆိုတာကိုလည်းသိထားပေးရပါမယ်ရှင်အဲ့တော့ဝိတက်စေတသိက်ကလေးကိုမူတည်ထားပြီးတော့စိတ်
ဘယ်လောက်နဲ့တွက်မလဲဆိုအကျယ်နဲ့တွက်ရမှာပေါ့နော်ဝိတက်ကဇန်အင်္ဂါနဲ့တူတဲ့စေတသိက်ဖြစ်တယ်အဲ့ဒီတော့ဓမ္မမိတ်ဆွေများကာမစိတ်54ဇန်စိတ်60ဆိုပြီးတော့ဓမ္မမိတ်ဆွေတို့စိတ်ကိုဓမ္မမိတ်ဆွေတို့အကျယ်ကိုနှစ်ပိုင်းချထားလိုက်ပါကာမစိတ်54ထဲမှာဓမ္မမိတ်ဆွေများဘသူ့ကိုကျင့်ရမလဲဆိုရင်ဒွေပင်စဝိညာဉ်30ပါးကိုကျင့်မယ်ကျန်တဲ့ကာမစိတ်44ကိုဓမ္မမိတ်ဆွေများယူမယ်ပြီးတော့ရင်ဇန်စိတ်68ပါးရဲ့ပထမဇန်17တီဝိတက်နဲ့ဓမ္မမိတ်ဆွေများရှင်းမယ်ဒါဆိုရင်ဓမ္မမိတ်ဆွေများပထမဇန်17ရဲ့အပေါ်ကဒွေပင်စဝိညာဉ်ကျင်ထားတဲ့ကာမစိတ်44ရဲ့ပေါင်းလိုက်ရင်55ပါးကဝိတက်စေတသိက်ကလေးနဲ့ရှင်းမဲ့စိတ်တွေပေါ့ဒါဆိုရင်ဒီဘက်မှာမရှင်မဲနဲ့ကြံခဲ့တဲ့စိတ်တွေကခုနကမိမိထားခဲ့တဲ့ဒွေပင်စဝိညာဉ်10ပါးရဲ့အဲ့ဒါဘယ်ထဲရလဲကာမစိတ်ထဲကဒုတိယဇန်တတိယဇန်စတုထဇန်ပစ္စမဇန်အားလုံးသောစိတ်တွေပေါင်းလိုက်ရင်66ပါးသည်ဝိတက်စေတသိက်ကလေးနဲ့မရှင်တဲ့စိတ်များဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများဒုတိယဇန်ဒီမှာဝိဇာရမှာတိုးသွားတယ်เนาะပြီးခဲ့တဲ့တစ်ပတ်ကတော့အသေးစိတ်ပြောခဲ့ပါတယ်ဓမ္မမိတ်ဆွေများအသေးစိတ်ကလေးတွေကိုဗီဒီယိုဖိုင်လေးပြန်ပြီးတော့နားထောင်ပေးပါဦးเนาะဓမ္မမိတ်ဆွေတို့အတွက်ဒါတကူးတက်ကကိုတေချာပူပေးထားတာမို့လို့အဲ့တော့ဝိဇာရကြဓမ္မမိတ်ဆွေများဒုတိယဇန်လေး17ထပ်တိုးတယ်အပေါ်မှာဓမ္မမိတ်ဆွေတို့တွေကာမစိတ်ထဲကဒွေပင်စဝိညာဉ်10ပါးကျင်နဲ့44ရဲ့ပဇန်ရခဲ့တယ်ဝိဇာရလည်းကြာဒုဇန်လေးထပ်တိုးလိုက်တော့အဲ့ဒီမှာရှင်တဲ့စိတ်ဒီဝိဇာရနဲ့စေတသိက်နဲ့ရှင်မဲ့စိတ်ဒီ66ဖြစ်ပြီးတော့မရှင်မဲ့စိတ်ဒီ55ပါဖြစ်တယ်ဒွေပင်စဝိညာဉ်30တဇန်စတုထဇန်နဲ့ပစ္စမဇန်ဆိုပြီးတော့55ပြီးတော့အဓိမောက္ခကဇန်ငါနဲ့တူတဲ့စေတသိက်မဟုတ်ဘူးမဟုတ်တော့သူ့ကိုနှစ်နည်းနဲ့တွက်မယ်ပေါ့နော်အကျဉ်း89အကျယ်121နဲ့နှစ်နည်းတွက်တဲ့အခါကျတော့အဓိမောက္ခဆိုတဲ့အခါဓမ္မမိတ်ဆွေများဒီမှာဒွေပင်စဝိညာဉ်10ပါးအပြင်နောက်ထပ်ဘသူ့ကိုထပ်ပြီးတော့ကျင့်ရမလဲဆိုရင်ကာမစိတ်ထဲอ่ะเนาะဝိသိကိစ္စတံမြုပ်စိတ်ကလေးတစ်ပါးမောဟမူတွေထဲမှာရှိတယ်ဝိသိကိစ္စတံမြုပ်စိတ်လေးတစ်ပါးရဲ့ဒွေပင်စဝိညာဉ်10ပါးရဲ့တစ်လေးထပ်တိုးသွားအဲ့တစ်ကဘယ်ထဲရလဲဆိုရင်အကုသိုလ်စိတ်ထဲကမောဟမူတွေထဲကဝိသိကိစ္စတံမြုပ်စိတ်လေးတိုးသွားလိုက်တော့ဓမ္မမိတ်ဆွေများခုနက30ကနေပြီးတော့အခု17ဖြစ်သွားတော့ကာမစိတ်သည်ပထမက54ရှိရာနဲ့17နှုတ်လိုက်တော့43ပဲကျန်အဲ့ဒီမှာအဓိမောက္ခစေတသိက်ကလေးနဲ့ရှင်မဲ့စိတ်ကဓမ္မမိတ်ဆွေများနှစ်နည်းနဲ့တက်မှာဖြစ်တဲ့အတွက်ကိုမဟကုတ်စိတ်ရဲ့လောကုတ္တရာစိတ်ရဲ့ဆိုပြီးတော့အဲ့လိုမျိုးယူလိုက်တော့မဟကုတ်စိတ်29လောကုတ္တရာအကျဉ်း8အကျယ်40နဲ့ဆိုတော့အကျဉ်းဆိုရင်88အကျယ်ဆိုရင်130သောစိတ်တွေနဲ့အဓိမောက္ခစေတသိက်ကလေးကရှင်းနေမရှင်တဲ့စိတ်များကိုပြောပါဆိုရင်ဒွေပင်စဝိညာဉ်30ရဲ့ခုနတော့မောဟမှုတွေတဲကဝိသိကိစ္စတမျိုးစိတ်ကလေးတစ်ပါးရဲ့17ပါးသောစိတ်တွေကအဓိမောက္ခစေတသိက်ကလေးနဲ့မရှင်ဘူးဒါဆိုရင်ဝိရိယစေတသိက်ကလေးနဲ့စိတ်မြည်မြရှင်းမလဲလို့တွက်လိုက်တဲ့အခါမှာအာကုသိုလ်စိတ်12ပါးလုံးရှင်ပါတယ်ဓမ္မမိတ်ဆွေများအဲ့ဒီမှာလေဒီဝိရိယစေတသိက်ကလေးနဲ့ရှင်မဲ့စိတ်ကိုတွက်တဲ့အခါမှာဘယ်အုပ်စုတွေကနှုတ်လိုက်ရလဲအများဆုံးနှုတ်လိုက်ရလဲဆိုအာဟိတ်စိတ်ထဲမှာရှိတဲ့16ပါးသောအာဟိတ်စိတ်ထဲမှာရှိတဲ့16ပါးသောစိတ်တွေနှုတ်လိုက်ရတယ်အဲ့အာဟိတ်စိတ်ကတိုးတဲ့အားလုံးပေါင်းစုပေါင်းဆိုရင်18ရှိတယ်ဒါပေမဲ့ဘသူလေးပဲကြံနေခဲ့လဲဆိုရင်မနောဒရာဝိဇ္ဇန်နဲ့ဟတိတုပ္ပတ်ဆိုတဲ့စိတ်ကလေးအာဟိတ်ကရိယာတွေကမနောဒရာဝိဇ္ဇန်နဲ့ဟတိတုပ္ပတ်စိတ်ကလေးနှစ်ပါးပဲကြံပြီးတော့ကြံတဲ့16ပါးကဓမ္မမိတ်ဆွေများဝိရိယစေတသိက်ကလေးနဲ့မရှင်ဘူးဒါဆိုလို့ရှိရင်အကုသိုလ်စိတ်12ပါးလုံးရှင်တယ်အဟိစိတ်ထဲမှာဆိုရင်မနောဒရာဝိဇ္ဇန်ဟတိတုပ္ပတ်ကာမသောမနာစိတ်24ပါးမဟကုတ်နဲ့လောကုတ္တရာစိတ်တွေရှင်ပါတယ်ရှင်တော့အလုံးပေါင်းလိုက်ရင်83အကျဉ်းအဖြစ်စိတ်ကအကျယ်ဆိုလို့ရှိရင်105အဲ့တော့ဓမ္မမိတ်ဆွေများအပေါ်မှာတော့ကအဓိမောက္ခတော့17အောက်လဲကြာဝိရိယစေတသိက်လဲကြာ16ပါးဖြစ်သွားတယ်အပေါ်မှာ17ကဓမ္မမိတ်ဆွေများဒွေပင်စဝိညာဉ်10ပါးနဲ့ဘယ်သူနဲ့လဲကျင်လိုက်တာကမောဟမှုစိတ်ထဲကဝိသိကိစ္စတံပြုတ်အောက်မှာရှိတဲ့ဝိရိယစေတသိက်လဲကြာဓမ္မမိတ်ဆွေများအဟိတ်စိတ်ထဲမှာရှိတဲ့16ပါးဒွေပင်စဝိညာဉ်30ပါးရဲ့ပြီးသွားတဲ့အခါကျမနောဓာတ်3ပါးရဲ့တန်တိရဏ3ရဲ့เนาะတန်တိရအားလုံးပေါင်း16ပါးမရှင်ပါဘူးမရှင်တော့အဲ့ဒါကြောင့်မလို့သူ့ကိုအဝိရိယစိတ်လို့လည်းခေါ်ပါတယ်ဒါဆိုရင်ပီတိလေးဆက်သွားမယ်ရှင်ပီတိအားကြတော့ဓမ္မမိတ်ဆွေများဇန်အင်္ဂါနဲ့တူသောစေတသိက်ဖြစ်သည့်အတွက်ဓမ္မမိတ်ဆွေများစိတ်အကျယ်နဲ့ပဲတွက်ပါမယ်ရှင်အကျယ်နဲ့တွက်မယ်ဆိုရင်ဓမ္မမိတ်ဆွေများကာမစိတ်54ပါးထဲက
သောမနတဝေဒနာရှိတဲ့သောမနတသဟဂုတ်စိတ်တွေမှာပဲပီတိစေတသိက်ကလေးကရှင်ပါတယ်ဒါကြောင့်မို့လို့ပီတိစေတသိက်ကလေးနဲ့ရှင်မဲ့စိတ်တွေကိုရေတွက်ပြပါဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများရှင်ကာမစိတ်ထဲမှာရှိတဲ့သောမနတဝေဒနာလေးတွေကိုပဲဓမ္မမိတ်ဆွေများကယူရပါမယ်ဒါဆိုလို့ရှိရင်သောမနတစိတ်ကလေးတွေသဟဂုတ်စိတ်ကလေးတွေအာကုသိုလ်စိတ်ထဲမှာဆိုရင်လောဘမှုထဲမှာ4အဟိတ်စိတ်ထဲမှာဆိုရင်2ပြီးသွားတဲ့အခါကာမသောမနစိတ်ထဲမှာဆိုလို့ရှိရင်12ပါအဲ့ဒါကြောင့်မလို့ကာမသောမနတသဟဂုတ်စိတ်ဆိုပြီးတော့18ပါတွေ့ရမယ်ပြီးသွားတဲ့အခါပီတိဆိုတော့ပထမဇန်ဒုတိယဇန်တတိယဇန်အထိပီတိကရှင်တယ်เนาะပီတိကရှင်တယ်ပီတိကဇန်ရင်္ဂါနဲ့တူတဲ့စေတသိက်ဇန်ရင်္ဂါနဲ့တူတဲ့စေတသိက်ဖြစ်တဲ့အတွက်ပထမဇန်ဒုတိယဇန်တတိယဇန်အထိကိုပီတိရှိပါတယ်စတုထဇန်နဲ့ပစ္စမဇန်မှာတော့ပီတိကမရှိဘူးမရှင်ဘူးဒါကြောင့်မို့လို့မရှင်တဲ့ဘက်မှာဆိုရင်မမိတ်ဆွေများကာမသောမနတကျင်နဲ့ကာမစိတ်36အဲ့ဒီ36ကဘာစိတ်တွေလဲဆိုလို့ရှိရင်ခုနလောဘမှုမှာယူလိုက်တာက4လုံးဆိုတော့ဓမ္မမိတ်ဆွေများကြံခဲ့တာလောဘမှုမှာဥပိ္ပခာ4လုံးကြံတယ်ပြီးတော့ဒေါသမှုတွေမောဟမှုတွေပြီးတော့လို့ရှိရင်ဓမ္မမိတ်ဆွေများအဟိတ်စိတ်ထဲမှာဆိုရင်ပီတိစေတသိက်နဲ့ရှင်တာကသောမနတစိတ်ကလေး2ပါးပဲရှိရောကျန်တဲ့16ပါးလုံးဒီမရှင်ဘူးပြီးတော့တဲ့အခါမှာကာမသောမနစိတ်24ပါးမှာ12ပါးเนาะဥပိ္ပခဝေဒနာ12ပါးရှိတယ်ဆိုတော့အားလုံးပြန်ပေါင်းလိုက်ရင်အပေါ်မှာရှိတာက36အပေါ်မှာဆိုတာကာမစိတ်ထဲကပြောတာကာမစိတ်54ထဲက36စတုထဇန်17နဲ့ပစ္စမဇန်23ပြန်ပေါင်းလိုက်တော့80ဒီဘက်မှာပီတိစေတသိက်နဲ့ရှင်တဲ့စိတ်က51မရှင်တဲ့စိတ်က80နောက်ဆုံးစေတသိက်ဖြစ်တဲ့ဆန္ဒစေတသိက်ကြတော့ဓမ္မမိတ်ဆွေများရှင်အဟိတ်စိတ်အားလုံး18ပါးရဲ့ပြီးသွားတဲ့အခါမှာမောဟမှုစိတ်ကလေး2ပါးရဲ့ဒီဆန္ဒစေတသိက်နဲ့မရှင်ပါဘူးရှင်ဒါကြောင့်မို့လို့အကုသိုလ်စိတ်မှာမောဟမှုတွေးခြင်းအကုသိုလ်စိတ်30ကာမဒေါမနစိတ်24မဟာဂုတ်စိတ်29နဲ့လောကုတ္တရာစိတ်အကျဉ်းရှိအကျယ်40ဆိုတော့အကျဉ်းနဲ့ဆိုရင်69အကျယ်နဲ့ဆိုရင်101ဒီဘက်မှာကျတော့မရှင်တဲ့စိတ်ပေါင်းမှာ20ဘယ်သူတွေလဲဆိုရင်မောဟမှုတွေ2ပါးရဲ့အဟိတ်စိတ်အားလုံးရဲ့ပေါင်းလိုက်ရင်20ဒါဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများရှင်ဒီမှာရှိတဲ့ပကိန်းစေတသိက်6ပါးနဲ့ရှင်မဲ့စိတ်ပေါင်းဆိုရင်ဝိတက်လေးကိုပြောမယ်ဆိုရင်55မရှင်နာက66ဝိဇာရနဲ့ရှင်နာ66မရှင်နာက55အဒီမောက္ခနဲ့ရှင်နာ88 130မရှင်နာက7ပြီးတော့ဝိရိယနဲ့ရှင်နာက83 105ဝိရိယနဲ့မရှင်နာ16ပီတိနဲ့ရှင်မဲ့စိတ်ပေါင်းက51ပီတိစေတသိက်နဲ့မရှင်မဲ့စိတ်ပေါင်းက80ဆန္ဒနဲ့ရှင်မဲ့ဆန္ဒစေတသိက်နဲ့ရှင်မဲ့စိတ်ပေါင်းက69အကျယ်ဆိုရင်101မရှင်နာက20ဒါဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများရှင်နာလေးတွေကြီးပဲပြောလိုက်မယ်ဆိုရင်55 66 88 83 51 69ဒါကကြတော့ဒီဘက်ကအကျယ်တွေကိုမပြောဘဲနဲ့ပေါ့နော်အကျဉ်းဒီဘက်အချမ်းနေကြီးပဲပြောသွားတာမို့လို့ဒီဘက်မှာကြတော့ဝီတက်စေတသိက်နဲ့မရှင်တဲ့စိတ်ကိုပြောပါဆိုရင်66 55 76 80 20ဒါလေးတွေဓမ္မမိတ်ဆွေများမိမိဘာသာလဲလေ့လာကြည့်ပါဦးเนาะထပ်ပြီးတော့မှတ်မိသွားအောင်လို့ထပ်ပြီးလေ့လာပါအောင်ဒါဆိုရင်ဒီနေ့အကုသိုလ်စေတသိက်14ပါအကုသိုလ်စေတသိက်14ပါရဲ့တန်ပြောကနီကိုဒီနေ့ဆက်ပြီးတော့အသစ်ထပ်ပြီးတော့လေ့လာမယ်အသစ်ထပ်ပြီးတော့လေ့လာမယ်ဆိုတော့အကုသိုလ်စေတသိက်ကိုဓမ္မမိတ်ဆွေတို့စပြီးလေ့လာခဲ့စဉ်တော့ပြောခဲ့တယ်4343 4343ဆိုပြီးတော့အကုသိုလ်စေတသိက်ကိုဓမ္မမိတ်ဆွေများကိုเนาะ4အုပ်စုဆိုပြီးတော့မျှဝေပေးခဲ့တယ်4343အကုသိုလ်စေတသိက်14ပါအဲ့ဒီမှာနံပါတ်1အုပ်စုဖြစ်တဲ့နံပါတ်1အုပ်စုဖြစ်တဲ့4ပါအဲ့ဒီ4ပါကဘာလဲဆိုလို့ရှင်မောစတုတ်စေတသိက်4ပါမောစတုတ်စေတသိက်4ပါကိုတပ္ပကုသလတာရဏစေတသိက်သို့မဟုတ်မောစတုတ်စေတသိက်လို့ခေါ်တယ်ဓမ္မမိတ်ဆွေများအရှိမတပ္ပစိတ်တာရဏရှိနေတာဖြစ်တဲ့အတွက်
ဘာလဲဆိုတော့လေအတန်လေးကနည်းနည်းတပ်ဖချင်းသွားတူနေတယ်ဓမ္မမိတ်ဆွေတို့ကွဲပြဖြစ်သွားအောင်အကုသလတာဓာရဏလို့ပြောရင်လေမောစတုစေတသိက်၄ပါးပါပဲရှင်အကုသလတာဓာရဏသည်လေမောစတုစေတသိက်၄ပါးမောစတုစေတသိက်၄ပါးသည်လေအကုသလတာဓာရဏမဟုတ်ရင်တပ်ဘာကုသလဆိုတော့တပ်ဘာဆိုတဲ့အတန်လေးကတကယ်လို့ရေးချတန်တိချာမထွက်ဖြစ်ခဲ့ရင်အကုသလသင်္ကာဟကိုသဘောမပေါက်ပဲနဲ့ကုသိုလ်ဆိုပြီးတွေးမိနေမှာဆိုတဲ့အတွက်ဒါဇုံးနဲ့တင်ကြားရတာဖြစ်တဲ့အတွက်မြေပြင်မှာဆိုရင်တော့ဓမ္မမိတ်ဆွေတို့တိချာပြောပြပေးလို့ရတာပေါ့နော် white board လေးနဲ့ဒီမှာကျတော့ဓမ္မမိတ်ဆွေအတန်လေးမှာမတော်တဆကြားတာအမှားရင်းဖြစ်မှာဆိုတဲ့အတွက်အကုသလတာရဏစေတသိက်၄ပါးတို့ဒီမဟုတ်မောစရုပ်စေတသိက်လို့ပြောပြစေရှင်ဒါဆိုရင်ဓမ္မမိတ်ဆွေများအဲ့ဒီအကုသလတာရဏစေတသိက်၄ပါးသည်အခုမိမိအတွက်မဲ့စိတ်ကဘာစိတ်လဲလို့ဘာစေတသိက်လဲလို့ကြည့်လိုက်တော့အာကုသလတာရဏအာကုသိုလ်စေတသိက်14ပါးတဲ့ကအာကုသလတာရဏဆိုတော့သူရှင်ရမဲ့စိတ်ကဓမ္မမိတ်ဆွေများကိုယ့်ဘာသာစဉ်းစားကြည့်လို့ရတယ်အာကုသိုလ်စေတသိက်ဆိုမှတော့သူဒီအာကုသိုလ်စိတ်12ပါးမှာပဲရှင်မှာပေါ့အခြားစိတ်တွေမှာသူဘယ်လိုလုပ်သွားရှင်လို့ရမလဲเนาะမိမိစိတ်နဲ့မိမိစေတသိက်နဲ့ပဲတွဲပြရမှာဖြစ်တဲ့အတွက်ဒီမှာရှိတဲ့မောစရုပ်စေတသိက်၄ပါးသည်သူတွဲရမယ့်ဘောင်သည်12ဆိုတဲ့ဘောင်အဲ့ဒါအလွန်ဆုံးပဲ12ဆိုတဲ့ဘောင်အောက်ကပဲတွဲရမယ်အဲ့ဒီ12ဘောင်ထက်ကိုကျော်ပြီးတွဲလို့မရဘူးဒါဆိုရင်အဲ့ဒီ12ကဘာ12လဲဆိုတော့စေတသိက်တွေမူတည်ပြီးတော့အနောက်မှာစိတ်တွေမြည်မြလာရှင်တယ်လေလို့တွက်တာဖြစ်တဲ့အတွက်တန်ပြောကနီးဖြစ်တဲ့အတွက်အခုအကုသလတာရဏလို့ခေါ်တဲ့မောစရုပ်စေတသိက်၄ပါးနဲ့လာရှင်မဲ့စိတ်သည်12ပါးထက်မကျော်ပါဘူး12ပါးအတွင်းထဲမှာပဲဓမ္မမိတ်ဆွေများတွေ့ရမယ်အဲ့တော့အုပ်စုတွေဒီဓမ္မမိတ်ဆွေများဘာအုပ်စုတွေရှိလဲဆိုခုနပထမတွက်ခဲ့တဲ့ကတပ္ပစိတ်တာတာရဏစေတသိက်တုံးကဘယ်ဘောင်လဲဆိုရင်အကျဉ်း89အကျယ်121ဘောင်အဲ့ဒီဘောင်ထက်ကျော်လို့များအဲ့ဒါလည်းစိတ်ကအကုန်ပဲဖြစ်သွားပြီဆိုတော့အဲ့ဒီဘောင်ထက်မကျော်ဘူးပကိန်းစေတသိက်6ပါးလဲကြတော့သူ့ရဲ့ဘောင်ကကြတော့ဓမ္မမိတ်ဆွေများတစ်ပါးချင်းစီတွက်ရတာဖြစ်တဲ့အတွက်သူ့ဘောင်ကလည်းဓမ္မမိတ်ဆွေများပြောရလို့ရှိရင်89 121ပဲအဲ့ထက်မကျော်အဲ့ထက်မကျော်အခုအဲ့ဒါပြီးသွားပြီအညာသမန်းပြီးသွားပြီဆိုလဲဆိုရောအာကုသိုလ်စေတသိက်14ပါးလဲကြာတော့သူတွက်ရမယ့်ဘောင်ဒီအာကုသိုလ်စိတ်12ပါးအပြင်ပို့မရှိဘူးအခြားစိတ်တွေကိုဓမ္မမိတ်ဆွေများလုံးဝသွားမကြည့်မိပါစေနဲ့เนาะ။ဘာဖြစ်လို့လဲဆိုတော့ဒီ12ပါးအပြင်ပို့မရှိတဲ့အတွက်အခြားအုပ်စုတွေနဲ့မဆိုင်ဘူး။အဲ့တော့ဒါဆိုလို့ရှိရင်ပထမဦးဆုံးစိတ်စေတသိက်ဖြစ်တဲ့မောစရုပ်စေတသိက်၄ပါးနဲ့လာရှင်မဲ့စိတ်ဒီအာကုသိုလ်စိတ်12ပါးပဲရှိပါတယ်။ဒါဆိုရင်မရှင်တဲ့စိတ်ကိုမေးမယ်ရှင်တဲ့စိတ်ကတော့ဟုတ်ပြီအကုသိုလ်စိတ်12ပါးလုံးရှင်တယ်မရှင်တဲ့စိတ်ရှိလားဆိုရင်မရှိဘူးလို့ပဲဖြေပေးရမယ်ဓမ္မမိတ်ဆွေများဘာဖြစ်လို့လဲဆိုတော့သူရှင်ရမယ့်ဘောင်ကုန်ပြီဘာဖြစ်လို့လဲတစ်ခါတလေကြာရင်ဘာဖြစ်လို့ဒါကိုထက်ခါပြောပေးရလဲဆိုတော့ဓမ္မမိတ်ဆွေအချို့ဒီဒါကဒီ online ကဓမ္မမိတ်ဆွေများကိုပြောချင်းမဟုတ်ပါဘူးเนาะမြေပြင်သင်တန်းမှာပြီးခဲ့တဲ့နှစ်ကဘယ်လိုဖြစ်လဲဆိုတော့အပေါ်မှာတွက်ခဲ့ရ89 121 89 121တင်နဲ့နှုတ်လာလိုက်တာတွက်လာလိုက်တာအောက်လဲကြအကုသိုလ်စေတသိက်လဲကြဘာဖြစ်သွားလဲဆိုတော့အကုသိုလ်စိတ်12ပါးလုံးနဲ့ရှင်တယ်မရှင်တဲ့စိတ်ရှိလားဆိုတော့89တွေကသွားနှုတ်နေတယ်အဲ့လိုမျိုးနှုတ်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့အပေါ်မှာတော့ကအညာသမန်းတော့ကတော့ဟုတ်တယ်ဝိတက်နဲ့ရှင်တဲ့ဝိတက်စေသိက်နဲ့ရှင်တဲ့စိတ်က55ဆိုမရှင်တဲ့စိတ်က66ဆိုတာမှန်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့ဘောင်ဒီ121ဘောင်ဖြစ်တဲ့အတွက်ဝိတက်စေတသိက်နဲ့ရှင်မဲ့စိတ်က55ဆိုလို့ရှိရင်မရှင်တာ66ဆိုတာမှန်တယ်ဒါကသူ့ဘောင်နဲ့ကတွက်တာဖြစ်တဲ့အတွက်121ထဲကနေပြီးတော့နှုတ်လိုက်တော့66ကျွင်းတယ်ဒီမှာကျတော့အကုသိုလ်စေတသိက်14ပါးမှာလာရှင်မဲ့စိတ်က12ပဲရှိတယ်12ဆိုရင်12ပြီးရင်ကုန်ပြီထပ်မရှိတော့ဘူးဆိုတော့မောစတုစေတသိက်၄ပါးနဲ့လာရှင်မဲ့စိတ်ကအကုသိုလ်စေတသိက်12ပါးပြီးရင်ပြီးပြီထပ်ပြီးနှုတ်เสียမရှိတော့အဲ့တော့မရှင်နိုင်တဲ့အကုသိုလ်စိတ်ရှိလားဆိုမရှိပါမောစတုစေတသိက်၄ပါးနဲ့ရှင်မဲ့အကုသိုလ်စေတသိက်12ပါးရှင်မဲ့မရှင်တဲ့စေတသိက်အကုသိုလ်စိတ်မရှိပါဒီလိုမျိုးလေးပဲဓမ္မမိတ်ဆွေများတွက်ပေးရမယ်12ဘောင်ဆိုတာမေးလို့မရပါဘူးเนาะဒါဆိုလို့ရှိရင်အခုက12ဘောင်နဲ့သွားမှာဖြစ်တဲ့အတွက်ကိုဒုတိယအုပ်စုဖြစ်တဲ့ lottery 3ပါလော်တရီ3ပါးကြတော့ဓမ္မမိတ်ဆွေများလော်တရီ3ပါးကလောမန်ဒိဋ္ဌိလော်တရီဆိုပြီးတော့အရှိမကြပြလေးနဲ့ပူဇော်ခဲ့တယ်နော်ပူဇော်ခဲ့တာဖြစ်တဲ့အတွက်လောဘရဲ့ဒိဋ္ဌိရဲ့မာနရဲ့အဲ့တော့လောဘစေတသိက်နဲ့ရှင်မဲ့စိတ်
လောဘစေတသိက်နဲ့ရှင်မဲ့စိတ်ကဓမ္မမိတ်ဆွေများလောဘစေတသိက်လို့ပြောတာဖြစ်တဲ့အတွက်သူရှင်ရမယ့်အာကုသိုလ်စိတ်ကလောဘမူစိတ်ပဲရှိတယ်။ဘာဖြစ်လို့လဲဆိုတော့လောဘစေတသိက်ဆိုမှတော့သူသွားမိတွယ်ပြီးသူသွားပြီးတော့ရှင်ပြီးသူသွားပြီးခြေလဲမဲ့စိတ်ကလောဘမူစိတ်၈ပါးအပြင်ထပ်ပြီးတော့မရှိတော့ဘူးကုန်ပါပြီ။အဲ့တော့ဓမ္မမိတ်ဆွေများလောဘစေတသိက်နဲ့ရှင်မဲ့စိတ်ပေါင်းမြည်များရှိတဲ့နည်းဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများဖြေပေးရမှာလောဘမူစိတ်၈ပါးပဲ။မိမိစိတ်နဲ့မိမိစေတသိက်နဲ့တွဲပေးရဖြစ်ပါတယ်အဲ့တော့လောဘမူစိတ်၈ပါးဒါဆိုရင်မရှင်မဲစိတ်မရှင်မဲစိတ်ကြတော့ဓမ္မမိတ်ဆွေများအခုကြတော့ကိုကနှုတ်ချရတော့မယ်ဘာဖြစ်လို့လဲဆိုတော့ကိုအတွက်တဲ့ဘောင်ဒီအကုသိုလ်စိတ်12ပါးဘောင်ဖြစ်နေတဲ့အတွက်အခုရှင်တဲ့စိတ်ရသွားပြီ၈ပါးဒါဆိုရင်မရှင်တဲ့စိတ်ကိုလိုချင်ပြီဆိုရင်12ထဲက8နှုတ်တော့4ကျွင်းတယ်အဲ့ဒီ4ကဘာလေးလဲထပ်ပြီးစစ်ကြည့်လိုက်မယ်အဲ့ဒီ4ကျွင်းတာဟုတ်မဟုတ်ကိုဒါဆိုရင်အကုသိုလ်စိတ်12ပါးထဲမှာဓမ္မမိတ်ဆွေများကြံနေတာကဒေါသမူဒွေးနဲ့မောဟမူဒွေးကြံနေတယ်အဲ့တော့ဓမ္မမိတ်ဆွေများဒီဘက်မှာကျွင်းတဲ့400မှန်ပါတယ်အဲ့ဒါကြောင့်မလို့လောဘစေတသိက်နဲ့ရှင်မဲ့စိတ်ဒီလောဘမူစိတ်8ပါးကုန်ပါပြီရှင်မရှင်တဲ့စိတ်ကတော့ဒေါသမူစိတ်ကလေး2ပါးနဲ့မောဟမူစိတ်2ပါးဖြစ်တယ်ပြန်ပေါင်းလိုက်ရင်ဓမ္မမိတ်ဆွေများဒီဘက်မှာရှင်တဲ့8ရဲ့ဒီဘက်မှာမရှင်တဲ့4ရဲ့ပြန်ပေါင်းရင်12ကိုက်ပါတယ်ဘာဖြစ်လို့စနစ်ကြိုက်တာလဲဆိုလို့ရှင်ကိုတွက်နေရတဲ့စေတသိက်တီမူတည်ထားရတဲ့စေတသိက်တီအာကုသိုလ်စေတသိက်ကြီးဖြစ်ပါတယ်လာရှင်မဲ့စိတ်ကအာကုသိုလ်စိတ်12ပါးအပြင်မရှိတော့ပါဘူးဒါကြောင့်မို့လို့ကုန်ပါပြီဓမ္မမိတ်ဆွေများဒီဘက်ကရှင်မဲ့စိတ်8ဒီဘက်ကမရှင်မဲ့စိတ်4ပြန်ပေါင်းရင်12ကြိုက်သွားပါပြီဒါဆိုရင်ထပ်ပြီးတော့တက်မယ်လော်တရီ3ပါးထဲမှာနောက်ထပ်စေတသိက်2ပါးအောင်ကျန်နေသေးတယ်နော်2ပါးအောင်ကျန်နေသေးတော့တက်မယ်ဘာတူလဲဆိုတော့ဒုတိယစေတသိက်ကလေးကဒိဋ္ဌိစေတသိက်ဒိဋ္ဌိစေတသိက်ဆိုဓမ္မမိတ်ဆွေများလောဘမူစိတ်၈ပါးကိုဓမ္မမိတ်ဆွေများလေ့လာခဲ့စဉ်အခါတုန်းကဒိဋ္ဌိကတတံပယုတ်စိတ်ဆိုတဲ့အတန်လေးဓမ္မမိတ်ဆွေများပူဇော်ခဲ့ဘူးတယ်ကြားခဲ့ဘူးတယ်အဲ့တော့အခုဒိဋ္ဌိစေတသိက်နဲ့လာရှင်မဲ့စိတ်ကဒိဋ္ဌိစေတသိက်နဲ့လာရှင်မဲ့စိတ်ကလောဘမူဒိဋ္ဌိကတတံပယုတ်စိတ်၄ပါးပဲရှိတယ်အဲ့တော့လောဘမူစိတ်၈ပါးကိုဓမ္မမိတ်ဆွေတို့ပြန်ပြီးတော့ပြန်နှွေးကြည့်မယ်ဆိုလို့ရှင်လောဘမူစိတ်၈ပါးမှာဒိဋ္ဌိဝိတ်၄နဲ့ဒိဋ္ဌံ၄ဆိုပြီးတော့ဓမ္မမိတ်ဆွေများဟုတ်တယ်မလား၈ပါးမှာဒိဋ္ဌိဝိတ်၄ပါးဒိဋ္ဌံ၄ပါးဆိုပြီးတော့ရှိတယ်ဒိဋ္ဌိကတတံမျိုးစိတ်၄ပါးဒိဋ္ဌိကတဝိပယုတ်စိတ်၄ပါးပေါင်း၈ပါးရှိတယ်အဲ့တော့အဆက်ပါတာကိုဒိဋ္ဌိကတတံမျိုးစိတ်လို့ပူဇော်ခဲ့တယ်အဆက်မပါတာကိုကြတော့ဒိဋ္ဌိကတဝိပယုတ်စိတ်လို့ပူဇော်ခဲ့တယ်အဲ့တော့အားလုံးပေါင်းလောဘမူစိတ်ဒီ၈ပါး၈ပါးဆိုတော့ဒိဋ္ဌိကတတံမျိုးစိတ်က၄ပါးဒိဋ္ဌိကတဝိပယုတ်စိတ်က၄ပါးဒါဆိုရင်ဒိဋ္ဌိစေတသိက်နဲ့ရှင်မဲ့စိတ်ကဘယ်လောက်ရှိမလဲဆိုရင်၄ပါးပဲရှိမယ်ဒိဋ္ဌံ၄ပေါ့ဒါဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများရှင်တဲ့စိတ်ကိုရသွားပြီဆိုလို့ရှိရင်ဒိဋ္ဌိစေတသိက်နဲ့မရှင်တဲ့စိတ်ကိုဓမ္မမိတ်ဆွေများကြည့်လိုက်တဲ့အခါမှာဓမ္မမိတ်ဆွေများ၈ပါးရှိတယ်အဲ့ဒီ၈ပါးဘာတွေလဲလို့စစ်လိုက်တော့ဒိဋ္ဌိဝိတ်၄ပါးရဲ့ဒေါသမူဒွေနဲ့မောဟမူဒွေအဲ့တော့ဓမ္မမိတ်ဆွေများရဲ့ရိုးရိုးရှင်းရှင်းလေးပြောရမယ်ဆိုရင်ဒိဋ္ဌိစေတသိက်နဲ့မာနစေတသိက်ကလောဘမူစိတ်၈ပါးကိုတယောက်တစ်ဝက်ခွဲပြီးယူလိုက်တယ်လို့ဓမ္မမိတ်ဆွေအလွယ်လေးမှတ်လိုက်ပါရှင်ဒါကတော့အလွယ်နည်းလေးပြောလိုက်တာပေါ့နော်ဒါစာဆန်ပြောရင်เนาะဓမ္မမိတ်ဆွေများမာနစေတသိက်နဲ့ရှင်မဲ့စိတ်တီလောဘမူဒိဋ္ဌိကတဝိပယုတ်စိတ်၄ပါးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဓမ္မမိတ်ဆွေများရှင်ဒိဋ္ဌိစေတသိက်ကကြတော့တံပြုတ်စိတ်လောဘမူဒိဋ္ဌိကတတံပြုတ်စိတ်မှာရှင်ပြီးတော့မာနကြတော့လောဘမူဒိဋ္ဌိကတဝိပယုတ်စိတ်၄ပါးမှာရှင်တယ်ဒါဆိုလို့ရှိရင်ဒီဘက်မှာမရှင်တဲ့စိတ်တွေကိုပြောပါဆိုရင်လောဘမူဒိဋ္ဌိကတတံပြုတ်စိတ်၄ဒေါသမူဒွေးနဲ့မောဟမူဒွေးပြန်ပေါင်းလိုက်ရင်၈ဓမ္မမိတ်ဆွေများဒါဆိုရင်အပေါ်ဆုံးလောဘစေတသိက်နဲ့အပေါ်ဆုံးဖြစ်တဲ့အပေါ်ဆုံးကလောဘစေတသိက်နဲ့ရှင်မဲ့စိတ်သည်ဘာတူလဲဆိုရင်လောဘမူစိတ်၈မရှင်နာသည်ဒေါတွေမောတွေပြန်ပေါင်းရင်12ကြိုက်တယ်ဒါဆိုရင်ဒိဋ္ဌိစေတသိက်နဲ့ရှင်မဲ့စိတ်သည်ဘာတူလဲဆိုလို့ရှိရင်ဒိဋ္ဌံ၄လောဘမူဒိဋ္ဌံ၄မရှင်မာသည်လောဘမူဒိဋ္ဌိဝိတ်၄ရဲ့ဒေါတွေမောတွေရဲ့ပြန်ပေါင်းရင်ဓမ္မမိတ်ဆွေများ12ကြိုက်တယ်ပြီးတော့တဲ့အခါမာနစေတသိက်နဲ့ရှင်မဲ့စိတ်သည်လောဘမူဒိဋ္ဌိဝိတ်၄ဒါဆိုရင်မာနစေတသိက်နဲ့မရှင်မှာဘာတူလဲဆိုလို့ရှင်လောဘမူဒိဋ္ဌံ၄ဒေါတွေမောတွေဖြစ်ပါတယ်ရှင်ပြန်ပေါင်းလိုက်ရင်ဓမ္မမိတ်ဆွေများ12ကြိုက်ပါတယ်အဲ့တော့ဓမ္မမိတ်ဆွေတို့ကလွယ်လေးကိုကစာမေးပွဲဖြေမဲ့ဓမ္မမိတ်ဆွေများကလောဘမူဒိဋ္ဌိလောဘမူစိတ်စေတသိက်
ပေါ့နော်လောဘစေတသိက်ကလေးကလောဘမှုစိတ်၈ပါးမှာရှင်ပြီးတော့ဒိဋ္ဌိနဲ့မာနလေးရကြတော့တယောက်တစ်ဝက်စီခွဲယူလိုက်တာပဲဒါဆိုလို့ရှိရင်ဒိဋ္ဌိစေတသိက်ကလေးကလောဘမှုဒိဋ္ဌံ၄ပါးရတယ်မာနစေတသိက်ကလေးကကြတော့လောဘမှုဒိဋ္ဌဝိတ်၄ပါးရတယ်ဆိုတော့ဓမ္မမိတ်ဆွေတို့ကလောထရီ၃ပါးကိုမြင်တာနဲ့ဓမ္မမိတ်ဆွေများရေ844ဆိုတာကိုကတန်းအမိမြင်လိုက်တယ်ဒီဘက်မှာကျတော့ဓမ္မမိတ်ဆွေများကြံနဲ့မရှင်တဲ့စိတ်တွေကတစ်ဖက်ကရှင်တဲ့စိတ်ရထားပြီဆိုရင်တစ်ဖက်ကမရှင်တဲ့စိတ်တွေကကိုကရသွားတာပေါ့488ဆိုပြီးတော့ပြန်ပေါင်းရင်12ကြိုက်တယ်အဓိကကဒီမှာတွက်နေတာဒီ12ဘောင်ဆိုတာဓမ္မမိတ်ဆွေတို့ကမေ့မသွားဘူးဆိုရင်အရန်လွယ်ပါတယ်เนาะစာဟိုကြက်တာထက်ကိုမှတ်တာပို့ပြီးတော့ရလွယ်ပါတယ်ရှင်ဒီမှာရှိတဲ့ဓမ္မမိတ်ဆွေတို့မြင်နေရတဲ့ပေါ့နော်အာနိယတယောဂီစေတသိက်ပြီးတော့ရန်ခါတပါးဒီထောင်လွှားတက်ကြွခိုင်းလိုက်တာရှင်နေဆိုတာဓမ္မမိတ်ဆွေတို့ခဏထားခဲ့ပြစေဘာလို့လဲဆိုရင်ဒါလေးကအဲ့ဒီအာနိယတယောဂီခန်းကြတော့ဓမ္မမိတ်ဆွေတို့ပြန်ရှင်းပြရင်ဒီဘက်ကိုပြန်လာပေးပါမယ်နော်အခုနေပြောလိုက်ရင်ရှုပ်သွားမှာဆိုလို့ဒါလေးကိုကြော်ခွင့်ပြုပါဒါဆိုရင်ဓမ္မမိတ်ဆွေများပထမအုပ်စုဖြစ်တဲ့အာကုသလတာရဏစေတသိက်သို့မဟုတ်မောစရုပ်စေတသိက်လည်းဓမ္မမိတ်ဆွေတို့ရသွားပြီပြီးတော့ဒုတိယအုပ်စုဖြစ်တဲ့လောတရီ၃ပါးလည်းဓမ္မမိတ်ဆွေတို့ရသွားပြီဆိုတော့အခုတတိယအုပ်စုဖြစ်တဲ့ဒေါစတုတ်စေတသိက်၄ပါးရဲ့တန်ပြောကနီးလေးဆက်ပြီးလေ့လာကြပါမယ်အဲ့ဒီမှာဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများဒေါစတုတ်စေတသိက်၄ပါးကိုဓမ္မမိတ်ဆွေများဒေါဤမီကုံဒေါစတုတ်ဆိုပြီးတော့ဓမ္မမိတ်ဆွေများစောင့်ပုတ်ကလေးမှတ်ထားပေးပါအောင်နော်ဒါဆိုရင်ဒေါသရဲ့အိတ်တာရဲ့မစ္စရိယရဲ့ကုတ်ကုတ်ဆရဲ့ဒေါသရဲ့အိတ်တာရဲ့မစ္စရိယရဲ့ကုတ်ကုတ်ဆရဲ့ဓမ္မမိတ်ဆွေများအဲ့ဒီမှာရှိတဲ့စေတသိက်၄ပါးအဲ့ဒီစေတသိက်၄ပါးမှာဒီစေတသိက်ဒေါစတုတ်စေတသိက်လို့ပြောမှာတော့သူရှင်ရမယ့်စိတ်ကဒေါသမူစိတ်2ပါးပဲရှိတာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီမှာရှိတဲ့ဒေါသအိတ်တာမစ္စရိယကုတ်ကုတ်စာကြီးကဘယ်ခေါင်းစဉ်အောက်လဲဆိုလို့ရှင်ဒေါစတုတ်စေတသိက်၄ပါးရဲ့ခေါင်းစဉ်အောက်မှာရှိတယ်ဒါဆိုရင်ဒေါစတုတ်စေတသိက်ဒီဒေါသမူစိတ်2ပါးမှာပဲမှီလဲမှီတွယ်မယ်ခြေလဲခြေလဲမယ်အဲ့တော့သူရှင်ရမယ့်စိတ်ကဒေါသမူစိတ်2ပါးဒီနေရာမှာတတိထားရမှာကစေတသိက်က၄ပါးဖြစ်နေတယ်ဒါကရနိုင်သမျှအတွက်တာပေါ့နော်စေတသိက်က၄ပါးဖြစ်ပြီးတော့ဓမ္မမိတ်ဆွေများစိတ်က2ပါးပဲရှိပါတယ်အဲ့တော့တခါတလေစေတသိက်က၄ပါးတောင်ဖြစ်နေစိတ်က2ပါးလဲဆိုတော့နည်းနေတဲ့အချိန်မှာဆိုလို့သူတီရှင်နိုင်တဲ့ဘောင်ကဒေါသမူစိတ်2ပါးပဲရှိပါဒေါသမူစိတ်2ပါးမှာပဲရှင်မယ်ဒါဆိုလို့ရှိရင်သူမရှင်မဲ့စိတ်ကလောရှင်နဲ့မောနှစ်သူမရှင်ရမဲ့စိတ်ကလောရှင်နဲ့မောနှစ်ဆိုတော့ရှင်မှာ2မရှင်မှာ10ပြန်ပေါင်းရင်အကုသို့စိတ်12ပါးပေါင်းပြန်ကြိုက်ပါတယ်နော်ဒါဆိုလို့ရှိရင်ဒီမှာလဲအာနိယတယောဂီစေတသိက်ဆိုတာလေးကိုတွေ့နေရတယ်အဲ့ဒါလေးကိုလည်းဒီအခန်းကျမှာရှင်းပြမှာဖြစ်တဲ့အတွက်ကြော်သွားပြစေရှင်ဒါဆိုရင်နံပါတ်4အုပ်စုဖြစ်တဲ့ဌိနမိတ်တာစေတသိက်4ပါးရဲ့တန်ပြောကနီးလေးသွားပါဦးမယ်ဌိနမိတ်တာစေတသိက်ဌိနမိတ်တာစေတသိက်ကအမှန်တကယ်4ပါးမဟုတ်3ပါးပါရှင်နော်အဲ့ဒါလေးဓမ္မမိတ်ဆွေများဒါလေးကိုစာလေးနည်းနည်းကြားနေလို့နော်3ပါးပါနောက်ဆုံးအုပ်စုက3ပါးဖြစ်ပါတယ်အပေါ်မှာ4 3 4ပြီးသွားတယ်နောက်ဆုံးလေးလာရမှာ3ဖြစ်သွားပြီဌိနမိတ်တာစေတသိက်ကဘယ်နှပါလဲဆိုလို့ရှိရင်3ပါးရှိတယ်ဘာတူလဲဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများဒီမှာလေတကယ်တော့4343ကိုဒီမှာပြန်ပြီးခွဲလိုက်တော့ဓမ္မမိတ်ဆွေများဌိနနဲ့မိတ်တာကိုတွဲထားတယ်ဝီစီကိစ္စကိုတွဲထားတော့တကယ်တော့ဒီမှာကအုပ်စုဆိုရင်5အုပ်စုဖြစ်သွားမယ်ရှင်တဲ့စိတ်တွေကမတူတာဖြစ်တဲ့အတွက်ဌိနကမိတ်တာကဒီမှာစေတသိက်2ပါးဖြစ်ရမှာပြီးတော့ဝီစီကိစ္စစေတသိက်က1ပါးတကယ်တမ်းကဓမ္မမိတ်ဆွေများပုံမှန်ဆိုလို့ရှိရင်သုံးတရိ3ပါးဆိုပြီးတော့ရှိပေမဲ့ရှင်မိမိရှင်မဲ့အကုသိုလ်စေတသိက်ကိုတွက်တဲ့အခါမှာအဲ့ဒီသုံးတရိ3ပါးကိုတစ်ခါပြန်ခွဲတော့2ရဲ့1ရဲ့ဆိုပြန်ခွဲလိုက်တယ်2ကဘာလဲဆိုဌိနနဲ့မိတ်တာစေတသိက်1ကကြတော့ဝီစီကိစ္စစေတသိက်ဆိုဒီမှာနှစ်1ဖြစ်သွားတာပေါ့နော်သုံးတရိ3ကိုတအုပ်စုမယူပါဘူးနော်အဲ့ဒီတန်မျောကနီးလေးကိုသွားမယ်ဆိုရင်ဌိနနဲ့မိတ်တာစေတသိက်ကလေးကိုမူတည်ထားပြီးတော့စိတ်တွေဘယ်လောက်ရှင်မလဲလို့တွက်တဲ့အခါမှာဌိနမိတ်တာစေတသိက်ကလေးဒီဘယ်မှာရှင်လဲဆိုလို့ရှိရင်လောဘမူ
ဒေါသမူဆိုတဲ့ဓမ္မမိတ်ဆွေများရဲ့အကုသိုလ်တသင်္ခါရိကစိတ်တွေမှာရှင်ပါတယ်ထိနာမိတ်တာစေတသိက်ကလေးနှစ်ပါးသည်အကုသိုလ်တသင်္ခါရိကစိတ်တွေမှာရှင်တယ်ပြောရလို့ရှိရင်အကုသိုလ်စိတ်လေးလာတော့အရဲ့တရဲ့ဆိုပြီးတော့ဓမ္မမိတ်ဆွေများအဲ့လိုအတန်းလေးရှိတယ်အဲ့ဒီမှာအောက်ကအတန်းဖြစ်တဲ့တသင်္ခါရိကအတန်းပေါ့ထိနာမိတ်တာစေတသိက်ကလေးရှင်မဲ့နေရာကတသင်္ခါရိကဆိုတော့လောဘမှုထဲမှာဆိုရင်တသင်္ခါရိကစိတ်က၄ပါးဒေါသမှုထဲမှာဆိုရင်တစ်ပါးရှိတော့အကုသိုလ်တသင်္ခါရိကစိတ်၅ပါးသည်ထိနာမိတ်တာစေတသိက်နဲ့ရှင်ပါတယ်ဒါဆိုရင်မရှင်တဲ့အကုသိုလ်စိတ်တွေကိုပြောပါဆိုရင်ဘယ်သူတွေလဲဆိုတော့လောဘမှုအသင်္ခါရိကစိတ်၄ဒေါသမှုအသင်္ခါရိကစိတ်1မောဟမှုကတော့သင်္ခါရဝိမုတ်စိတ်ဆိုပြီးတော့ပြန်ပေါင်းရင်9ပါးကတော့ထိနာမိတ်တာစိတ်သိက်ကလေးနဲ့မရှင်ဘူးဒါဆိုရင်ရှင်မဲ့စိတ်ကအကုသိုလ်တသင်္ခါရိက9မရှင်မဲ့စိတ်ကအကုသိုလ်အသင်္ခါရိကပေါင်းပြီးပြောရင်9သင်္ခါရဝိမုတ်2ဆိုတော့9အဲ့ဒီ9ကိုမှပြန်ခွဲရင်တော့လော4ပေါ့လောဘမှုအသင်္ခါရိက4ဒေါသမှုအသင်္ခါရိကစိတ်1အဲ့ဒီမှာ9ပါเนาะပြီးသွားတဲ့အခါမောဟမှုတွေကတော့သင်္ခါရဝိမုတ်စိတ်ဖြစ်တယ်ပြန်ပေါင်းရင်12ကြိုက်တယ်ဒါဆိုလို့ရှိရင်ထိနာမိတ်တာနဲ့ရှင်ရမယ့်စိတ်တွေတည်သွားပြီဆိုတော့နောက်ဆုံးတစ်ပါးကျန်အဲ့ဒီတစ်ပါးကဘာလဲဆိုရင်ဝိသိကိစ္စစေသိက်ကလေးတစ်ပါးဘာဖြစ်လို့လဲဆိုတော့ဆုံးတိ3ပါးဓမ္မမိတ်ဆွေများထိမိဝိသိဆုံးတရီလေထိမိဝိသိဆုံးတရီဆိုတဲ့အခါကျတော့ဝိသိကိစ္စစေသိက်ကလေးတစ်ပါးသည်ဝိသိကိစ္စစိတ်အဲ့ဒီဝိသိကိစ္စစေတသိက်ကလေးကဘယ်မှာပဲရှင်မလဲဆိုတော့သူရှင်ရမယ့်စိတ်ကဝိသိကိစ္စတံပြုတ်စိတ်မောဟမှုတွေးတွေကဝိသိကိစ္စတံမြုပ်စိတ်ကလေးတစ်ပါးမှာပဲရှင်တယ်ဒါဆိုရင် तू မရှင်တဲ့စိတ်တွေကဘယ်စိတ်တွေဖြစ်မလဲအကုသိုလ်စိတ်ကြံတဲ့7ပါးပေါ့အဲ့တော့ကြံတဲ့7ပါးကဘယ်သူတွေလဲဆိုပြီးတော့ရေတွက်ကြည့်တော့လောဘမှု8ဒေါသမှု2နဲ့ဩဒိစ္စတံမြုပ်စိတ်ကလေးတစ်ပါးမှာဝိသိကိစ္စစိတ်သိက်ကလေးကမရှင်ဘူးဒါဆိုရင်ရှင်မာကဝိသိကိစ္စတံမြုပ်စိတ်ကလေးတစ်ပါးရှင်နဲ့မရှင်မာကအကုသိုလ်ဝိသိကိစ္စတံမြုပ်စိတ်ကျင်တဲ့ကြံအကုသိုလ်စိတ်7ပါးဒီနေရာမှာဓမ္မမိတ်ဆွေတို့လေတခါတည်းပဲပေါ့နော်ပြောပြချင်တာဗာလေးလဲဆိုရင်ဒီမှာဝိသိကိစ္စစေတသိက်ကလေးကိုတွေ့လိုက်တဲ့အခါကျတော့ဝိသိကိစ္စစေတသိက်ကလေးကဝိသိကိစ္စတံပြုတ်စိတ်ကလေးမှာရှင်နာပဲလို့ဓမ္မမိတ်ဆွေတို့ကသိသွားရောသိသွားတော့ဘာဖြစ်လဲဆိုတော့ဒီဘက်ကမရှင်တဲ့စိတ်ကလေးကိုတွားကြည့်လိုက်တော့ဩဒိစ္စတံပြုတ်စိတ်ကလေးကဝိသိကိစ္စစေတသိက်ကလေးနဲ့မရှင်ပါဘူးလို့ဓမ္မမိတ်ဆွေတို့ကတွေ့လိုက်တဲ့အခါကျတော့ကြာလာတော့ဘာဖြစ်သွားလဲဆိုအဲ့ဒီဩဒိစ္စတံပြုတ်စိတ်ကလေးကဘယ်ရောက်နေမှမသိဘူးဆိုပြီးတော့တခါတလေကြတော့ကြာလာတော့မေ့သွားတတ်တယ်အဲ့ဒီဩဒိစ္စတံပြုတ်စိတ်ကဘယ်မှာရှိလဲဆိုရင်ဘယ်အဖွဲ့ထဲမှာရှိလဲဆိုရင်အပေါ်ဆုံးမှာတွက်ခဲ့တော့ကမောစတုစေတသိက်၄ပါးအဲ့ဒါကိုအကုသလသာဓရဏလို့လည်းပြောခဲ့တယ်နော်အဲ့ဒီအကုသလသာဓရဏစေတသိက်ဒိုဒီမဟုတ်မောစတုစေတသိက်၄ပါးထဲမှာသူရှိနေတယ်သူရှိနေတယ်ဆိုတော့အဲ့ဒီမှာမောဟိနောအုပ်မောစတုပ်ဆိုပြီးတော့ပြောခဲ့လေမောဟိနောအုပ်ဆိုတော့အုပ်ဆိုတော့နောက်ဆုံးပါလေအုပ်ဆိုတော့ဥဒိစ္စလေဥဒိစ္စတံပြုတ်စိတ်တံပြုတ်စေတသိက်ကလေးတွေနော်အဲ့တော့အဲ့ဒီမှာမောစတုပ်စေတသိက်၄ပါးပဲပူဇော်တာများလာတဲ့အခါကျအတွင်းသားဖြစ်တဲ့မောဟအဟိရိကအနုတ္တပဥဒိစ္စဆိုတာလေနောက်ပိုင်းကျတော့အဲ့လိုပူဇော်နေကြမို့တော့မေ့သွားအဲ့ဥဒိစ္စလေးပျောက်ပြီးအဲ့ဥဒိစ္စတံပြုတ်စိတ်ကလေးကိုဘယ်ရောက်နေမှမသိဆိုပြီးတော့မေ့တတ်တယ်အဲ့ဒီဩဒိစ္စတံပြုတ်ဒီမောစတုပ်၄ပါးထဲမှာရှိတော့ပြောရရင် तू ကပို့ပြီးတော့အရာကျဲတယ်အရာကျဲတယ်ဆိုတော့ तू ဒီအကုသိုလ်စိတ်12ပါးလုံးမှာ तू ရှင်တယ်အပေါ်ဆုံးမှာတွက်ခဲ့ရလေအကုသိုလ်စိတ်12ပါးလုံးနဲ့ဒီပေါ့နော်မောစတုပ်စေတသိက်၄ပါးလေးကရှင်တာဖြစ်တဲ့အတွက်ဩဒိစ္စတံပြုတ်ကလေးမပြောက်ပါဘူးဓမ္မမိတ်ဆွေများနော်အဲ့ဒါလေးကိုဟိုပေါ့နော်မေ့မှာဆိုလို့လေအဲ့ဒါလေးမှတ်ထားစေခြင်းနဲ့ရှင်ဘာဖြစ်လို့လဲဆိုတော့နောက်ပိုင်းကျတော့အုပ်စုလိုက်နာမည်နဲ့ပဲသွားတော့မောစတုပ်စေတသိက်၄ပါးနဲ့ပဲသွားတော့အဲ့ဒီမှာမောဟိနောမောစတုပ်ကိုပျောက်သွားပြီးတော့ဝိသိကိစ္စတော့သွားတော့ထင်ရှားတယ်ဘာဖြစ်လို့လဲဝိသိကိစ္စစေတသိက်ဆိုပြီးထွက်တော့ဝိသိကိစ္စသူကအဲ့စေတသိက်ကလေးကဝိသိကိစ္စစိတ်မှာသွားရှင်နေဆိုတာသိတာသွားတယ်ဒါဆိုလို့ရှိရင်ဓမ္မမိတ်ဆွေတို့ဒီမှာလေဒီမှာဘောင်က12ဘောင်ဖြစ်တဲ့အတွက်အကုသလသာဓရဏစေတသိက်ဘယ်နှပါးရှိလဲလို့မေးရင်ဓမ္မမိတ်ဆွေများ၄ပါးရှိပါတယ်အကုသလသာဓရဏဒိုတိမဟုတ်မောစတုပ်စေတသိက်ဘယ်နှပါးရှိလဲဆိုရင်
4ပါးရှိတယ်အဲ့တော့အုပ်စုတိုင်းမှာတာရာရဏလေးတွေပါတယ်နော်အဲ့တော့အပေါ်ဦးဆုံးမှာလဲအညာတမန်စေတိတ်မှာလဲတပ္ပစိတ်တာတာရာရဏပါတယ်အခုလဲအာကုသလတာရာရဏဆိုပြီးတော့ပါတယ်အဲ့ဒါလေးလဲဓမ္မမိတ်ဆွေစစ်သားလေးပြထားပါရှင်ဒါဆိုရင်နောက်ဆုံးအခုနောက်ဆုံးအုပ်စုဖြစ်တဲ့စေတသိက်ဖြစ်တဲ့သောဗနာစေတသိက်တံပြောကနီလေးဆက်သွားမယ်သောဗနာစေတသိက်တံပြောကနီလေးကတော့ဓမ္မမိတ်ဆွေများသောဗနာစေတသိက်တို့သည်သောဗနာစေတသိက်ဆိုတာသောဗနာဆိုတာတင့်တယ်ကောင်းမွန်တဲ့စိတ်တင့်တယ်ကောင်းမွန်တဲ့စိတ်တွေဖြစ်တဲ့အတွက်သူရှင်ရမဲ့စေတတင့်တယ်ကောင်းမွန်တဲ့စေတသိက်တွေဖြစ်တဲ့အတွက်သူသွားမိတွယ်ပြီးသူသွားချေလဲမဲ့စိတ်ကဘယ်သူတွေဖြစ်မလဲဆိုလို့ရှိရင်သောဗနာစိတ်ဖြစ်မှာပေါ့ဒီမှာရှိတဲ့စေတသိက်နာမည်ကတင့်တယ်ကောင်းမွန်တဲ့စေတသိက်ဆိုမှတော့သူသွားချေလဲမဲ့စိတ်ကတင့်တယ်ကောင်းမွန်တဲ့စိတ်ပဲဖြစ်မှာပဲအဲ့တော့အဲ့ဒါတွေအားလုံးပေါင်းဘယ်နှပါးရှိလဲဆိုရင်59 90ပါးရှိတယ်အဲ့ဒီ59 90ပါးဆိုဒီအခုတွေ့ရမယ်သောဗနာစေတသိက်25ပါးနဲ့တွေ့ရမယ်နော်သောဗနာစေသိက်25ပါးနဲ့တွေ့ရမယ်ဘောင်ကြတော့ဘလောက်ဘောင်ဖြစ်သွားပြီလဲဆိုရင်59 61ဘောင်ဖြစ်သွားပြီဟိုးထိတ်ဆုံးမှာ89 121နဲ့တွက်လာတယ်ပြီးတော့အကုသိုလ်စေတသိက်14ပါးလဲကြာအောင်အကုသိုလ်စိတ်12ပါးဘောင်နဲ့တွက်ခဲ့တယ်အခုသောဗနာစေတသိက်လဲကြာရောဓမ္မမိတ်ဆွေတို့က59 61ဘောင်နဲ့တွက်ရမယ်အဲ့ဒါလေးတွေကအရင်ရေးကြည့်တယ်အဲ့ဒီဘောင်နေမရဘူးဆိုလို့ရှိရင်ဘလို့တွက်ရမှန်းမသိဘာလို့တွေဘယ်စိတ်တွေယူရမှန်းမသိဖြစ်မှာနော်အဲ့တော့အဲ့ဒီဘောင်လေးတွေမေ့လို့မရဘူးဒါဆိုရင်59 60ပါးတော့စိတ်မှာပဲဒီစေတသိက်ကလေးကရှင်မှာဖြစ်တဲ့အတွက်ပထမအဦးဆုံးအုပ်စုဖြစ်တဲ့သောဗနာဒီမှာလဲတွေ့လားတာရာရဏဆိုရဲတာရာရဏဆိုတာလေးပါလာပြီအဲ့တော့သောဗနာတာရာရဏစေတသိက်16ပါးအဲ့ဒီသောဗနာတာရာရဏစေတသိက်16ပါးဒီခုနကပြောတဲ့ဘောင်ဖြစ်တဲ့59 61နော်သောဗနာစိတ်59 61ပါးလုံးနဲ့ရှင်ပါတယ်မရှင်ရမယ့်စိတ်မရှိပါဒါဆိုလို့ရှိရင်သောဗနာတာရာရဏစေတသိက်16ပါးသည်သောဗနာစိတ်59 60ပါးလုံးနဲ့ရှင်တဲ့သူမရှင်ရမယ့်စိတ်ဆိုရင်မရှိပါအဲ့တော့အဲ့လိုမရှိပါဆိုတဲ့အုပ်စုဘယ်နှအုပ်စုတွေ့ခဲ့လဲဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများ3အုပ်စုတောင်တွေ့ခဲ့တယ်အညသမန်းစေတသိက်73ပေါင်းခွဲလိုက်တော့တပ္ပစိတ်တာရာရဏစေတသိက်တုံးကလည်းအဲ့ဒီလိုပဲ89 90 89 120ပါးလုံးနဲ့ရှင်းတယ်မရှင်းမဲ့စိတ်မရှိပါပြီးသွားတဲ့အခါကျတော့အကုသလတာရာရဏစေတသိက်တို့မဟုတ်မောစတုစေတသိက်၄ပါးလုံးကလည်းအကုသိုလ်စိတ်12ပါးလုံးနဲ့ရှင်းတယ်မရှင်းမဲ့စိတ်မရှိပါအခုလဲသောဗနာတာရာရဏစေတသိက်19ပါးသည်သောဗနာစိတ်59 60ပါးနဲ့ရှင်တယ်မရှင်မဲစိတ်မရှိပါဒါဆိုရင်မရှိပါဆိုရဲအတန်လေးဓမ္မမိတ်ဆွေတို့အုပ်စု3အုပ်စုမှာကြားခဲ့ပြီပထမဦးဆုံးစိတ်တွေတာရာရဏဆိုတဲ့နေရာမှာသူရှင်ရမယ့်စိတ်အားလုံးရှင်တယ်မရှင်ရမယ့်စိတ်မရှိပါဒါဆိုရင်ကိုမေးလို့မရတာကမေ့ထားလို့မရမှာ59 60ပါးဆိုတာမေ့ထားလို့မရအဲ့ဒီ59 61ကဘယ်စိတ်တွေလဲလို့မေးရင်59အကျဉ်းလေးကိုစပြောမယ်အဲ့တော့စိတ်ပိုင်းကိုလေးလာခဲ့စဉ်တုန်းကတင့်တယ်သောစိတ်နဲ့မတင့်တယ်သောစိတ်နှစ်ပိုင်းပြီးပြောမယ်ဆိုရင်မတင့်တယ်သောစိတ်ကဘယ်အုပ်စုလဲဆိုရင်အကုသိုလ်စိတ်12ပါးအာဟိတ်စိတ်18ပါးပေါင်း30ပါးကိုအသောဗနာ30လို့ပူဇော်ခဲ့တယ်ဒါဆိုလို့ရှိရင်တင့်တယ်ကောင်းမွန်တဲ့စိတ်သောဗနာစိတ်ဘယ်နှပါးရှိလဲ89တဲ့က30ကိုနှုတ်လိုက်တော့59ပါးကျန်တယ်လေအဲ့ဒီ59ပါးကိုရေတွက်ကြည့်ရအောင်ကာမစိတ်ထဲမှာဓမ္မမိတ်ဆွေများတင့်တယ်ကောင်းမွန်သောစိတ်ကာမသောဗနာစိတ်24ပါးဒါဆိုရင်အောက်မှာရှိတဲ့မဟာကုတ်စိတ်ပြီးသွားတဲ့အခါမှာလောကုတ္တရာစိတ်အကျဉ်း8ပါးသည်ဘာစိတ်တွေလဲသောဗနာစိတ်ဒါဆိုရင်ပေါင်းလိုက်တော့ကာမသောဗနာစိတ်က24မဟာကုတ်29လောကုတ္တရာ8ဆိုတော့24 29 8ကိုပြန်ပြီးပေါင်းလိုက်လို့ရှိရင်59ဒါကအကျဉ်းဒါဆိုရင်ဓမ္မမိတ်ဆွေများအကျယ်ဆိုရင်ဓမ္မမိတ်ဆွေများခုနတွက်ခဲ့တဲ့
24 29 8နဲ့မတွက်တော့ဘူးဒီတခါဘယ်လောက်နဲ့တွက်မလဲ40နဲ့တွက်မယ်40နဲ့တွက်တော့24ရယ်29ရယ်40ရယ်ပေါင်းလိုက်တော့61ဒါဆိုရင်ဓမ္မမိတ်ဆွေများသောပနာစိတ်59 61ပါးကိုမြင်သွားမယ်လို့ထင်တယ်မမြင်သေးဘူးဆိုရင်လည်းဒီလိုလေးပြလိုက်ပါမယ်ရှင့်ဗမိတ်ဆွေများဒီမှာအခုတွေ့နေရတာကတော့ဒါကာမစိတ်ပေါ့နော်ကာမစိတ်54ကိုတွေ့နေရတယ်အဲ့ဒီထဲမှာအသောဘန30ဆိုတာအာကုသိုလ်စိတ်12ရဲ့အာဟိတ်စိတ်18ရဲ့ကိုပြောတာပါဒီအုပ်စုနှစ်စုကိုပြောခြင်းဖြစ်ပါတယ်ဒါဆိုရင်ကာမသောဘနစိတ်24ပါးသည်တင့်တယ်ကောင်းမွန်သောစိတ်ဖြစ်ပါတယ်ကာမစိတ်ထဲမှာရှိပြီးတင့်တယ်ကောင်းမွန်သောစိတ်ဖြစ်တဲ့အတွက်ကာမသောဘနစိတ်24ပါးလို့လည်းခေါ်ပါတယ်ရှင်ဒါဆိုရင်အောက်မှာရှိတဲ့မဟဂုတ်စိတ်29အဲ့ဒီ29ကိုလည်းပြောပါဆိုရင်ရူပဝါစရစိတ်15နဲ့အရူပဝစရစိတ်12ပါးအဲ့ဒီ15နဲ့12နဲ့ပေါင်းတာကိုမဟဂုတ်စိတ်28ပါးလို့ဓမ္မမိတ်ဆွေများပြောပါတယ်ရှင်ပြီးသွားတဲ့အခါမှာလောကုတ္တရာစိတ်အကျဉ်းရှစ်နဲ့ပေါင်းရင်အုပ်စုက24ရယ်29ရယ်8ရယ်ပြန်ပေါင်းလိုက်တော့59ဒါဆိုရင်အကျယ်ကိုပြောပါအကျယ်ကိုလိုချင်တယ်ဆိုရင်24 29ဒီဘက်က40ဒါတွေကိုဘာအုပ်စုလို့ခေါ်လဲဆိုရင်သောဘနာစိတ်အကျဉ်း59အကျယ်61ပါဒါဆိုလို့ရှိရင်ခုနနေရာလေးကိုပြန်သွားလိုက်မယ်နော်ဒါဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများသောဘနာတာရဏစေတသိက်16ပါးနဲ့ရှေမဲ့စိတ်ကသောဘနာစိတ်59 61ပါးလုံးဖြစ်တယ်ဆိုတာကိုလည်းမြင်သွားပါပြီမြင်သွားပြီဆိုတော့ဓမ္မမိတ်ဆွေများအခုတွက်ရမယ့်ဘောင်ဒီ59 61ဘောင်ဒါဆိုလို့ရှိရင်ဒီ16ပါးသောစေတသိက်သောဘနာတာရဏစေတသိက်16ပါးဒီ59 61သောဘနာစိတ်တို့နဲ့ရှင်တယ်ဆိုတော့သူနဲ့မရှင်တဲ့စိတ်မရှိပါဒါဆိုရင်ဒုတိယအုပ်စုဖြစ်တဲ့19 3 2 1အဲ့တော့19 3 2 1မှာဒုတိယအုပ်စုဖြစ်တဲ့ဝိရဒိ3ပါးဝိရဒိစေတသိက်3ပါးရဲ့တန်ပြောကနီးကဓမ္မမိတ်ဆွေများဝိရဒိကိုပြန်ပူဇော်ပေးပါအောင်မယ်ရှင်တမ္မာဝါစာတမ္မာကမ္မနာတမ္မာအာဇီဝနော်ဝိရဒိစေတသိက်3ပါး၎င်းစေတသိက်3ပါးနဲ့ရှင်မဲ့စိတ်ကဓမ္မမိတ်ဆွေများရှင်မဟာကုရှိလောကုရှိဖြစ်လေဝိရတိဆိုပြီးတော့ဓမ္မမိတ်ဆွေများအဲ့ဒါလေးဒီဆောင်ပုတ်ကလေးပေါ့နော်ဓမ္မမိတ်ဆွေများရထားဖို့လိုတယ်အဲ့ဒါမှသာလေဝိရတိစေတသိက်ကိုတွက်တဲ့အခါစိတ်တွေဘယ်လောက်ရှင်မလဲလို့တွက်လိုက်ကောမဟာကုရှိလောကုရှိဖြစ်လေဝိရတိဟောမဟာကုရှိလောကုရှိဖြစ်လေဝိရတိဆိုတော့ဓမ္မမိတ်ဆွေများမဟာကုသိုလ်စိတ်8ပါးရဲ့လောကုတ္တရာစိတ်8ပါးရဲ့ဒါဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများဝိရတိစေတသိက်3ပါးနဲ့လာရှင်မဲ့စိတ်ကမဟာကုသိုလ်စိတ်8ပါးလောကုတ္တရာစိတ်ဆိုရင်ဓမ္မမိတ်ဆွေများအကျဉ်းကျယ်ရှိတာဖြစ်တဲ့အတွက်အကျဉ်းရှိအကျယ်40ဒါဆိုရင်ပေါင်းလိုက်တော့အကျဉ်း16အကျယ်48အဲ့တော့မဟာကုရှိလောကုရှိလို့ဓမ္မမိတ်ဆွေတို့ကစောင်းပုတ်လေးသာကြက်ထားမယ်ဆိုရင်ဝိရဒိ3ပါးဆိုတဲ့စေတသိက်ကလေးကိုမြင်တာနဲ့အကျဉ်း16အကျယ်48ဆိုတာဓမ္မမိတ်ဆွေကိုသိသွားပြီဒါဆိုရင်59 61ဘောင်နဲ့ဓမ္မမိတ်ဆွေတို့ကတွက်ရတော့မယ်ဆိုတော့ဓမ္မမိတ်ဆွေများရေအဲ့ဒီမှာရှိတဲ့အခုကိုကနေပြီးတော့တွက်လိုက်တဲ့ဒီမဟာကုရှိလောကုရှိဖြစ်လေဝိရတိဆိုဒီဘက်မှာဓမ္မမိတ်ဆွေဘသူကြံနေခဲ့လဲဆိုတော့
ခုနသောပနာစိတ်က59 61ဘောင်မှာတွေ့ရမယ်လို့ပြောထားတယ်ဆိုတော့ကြံနေခဲ့တဲ့စိတ်ကမဟာဝိဘတ်စိတ်10ပါးရဲ့မဟာကရိယာစိတ်10ပါးရဲ့မဟကုတ်စိတ်28ပါးရဲ့ကြံနေခဲ့တယ်အဲ့ဒီကြံနေခဲ့တဲ့အုပ်စု3အုပ်စုကဝိရဒီစေတသိက်3ပါးနဲ့မရှင်တဲ့စိတ်တွေပေါ့ဒါဆိုလို့ရှိရင်မဟာဝိဘတ်စိတ်8မဟာကရိယာစိတ်8ရဲ့မဟကုတ်စိတ်28ပါးပေါင်း43ပါးသည်ဘယ်သူနဲ့မရှင်ဘူးလဲဆိုရင်ဝိရဒီစေတသိက်3ပါးနဲ့မရှင်သောစိတ်များဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့ရှင်တဲ့စိတ်ဘက်မှာအကျဉ်16အကျယ်48မရှင်တဲ့စိတ်ဆိုတဲ့အချမ်းမှာ43စိတ်ကလေးတွေရဲ့အမည်ကိုလည်းတိတိကျကျရေးပေးထားတယ်ဒါဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများဝိရတိစေတသိက်3ပါးနဲ့ရှင်မဲ့စိတ်တွေတည်သွားပြီးမရှင်မဲ့စိတ်တွေကိုလည်းတည်သွားပြီးစောင်ပုံလေးလည်းတည်သွားပြီးမဟာကုရှိလောကုရှိဖြစ်လေဝိရတိပြီးတော့တဲ့အခါမှာအပ္ပမညာစေတသိက်အပ္ပမညာစေတသိက်တံပြောကနေအပ္ပမညာစေတသိက်ကြတော့အပ္ပမညာစေတသိက်ရဲ့ဓမ္မမိတ်ဆွေများစေတသိက်ကလေး2ပါးကိုပူဇော်ပေးပါမယ်ကရုဏာစေတသိက်နဲ့မုဒိတာစေတသိက်ဒါဆိုလို့ရှိရင်အပ္ပမညာစေတသိက်ကလေး2ပါးကကရုဏာနဲ့မုဒိတာ19 2ဆိုတော့အခုဟာတတိယအုပ်စုဖြစ်သွားပြီအဲ့တော့ဒီမှာရှိတဲ့ကရုဏာနဲ့မုဒိတာစေတသိက်ကလေးကိုကြတော့ဓမ္မမိတ်ဆွေများစိတ်ပေါင်းမြည်မြလာရှင်လဲဆိုရင်ဒီမှာသူကဓမ္မမိတ်ဆွေများရေမဟာကုကရိပါတုတသဖြစ်ကြအပ္ပမညာဆိုပြီးတော့အဲ့ဒါလေးကဒီမှာတော့ဗောနော်ဒီမှာရေးမထားပေမဲ့တခြားစာမျက်နှာတစ်ခုမှာရေးထားပါတယ်ဒီမှာတော့ဒီအောက်မှာတော့မရှိနေဘူးဗောနော်ဒါပေမဲ့ဓမ္မမိတ်ဆွေများမဟာကုကရိပါတုတသဖြစ်ကြအပ္ပမညာအဲ့တော့မဟာကုကရိပါတုတသဖြစ်ကြအပ္ပမညာဆိုတော့ဓမ္မမိတ်ဆွေများမဟာကုသိုလ်စိတ်8မဟာကရိယာစိတ်8အဲ့ဒီမှာလေဓမ္မမိတ်ဆွေများရေပထမဇန်ဒုတိယဇန်တတိယဇန်စတုထဇန်ရဲ့အရှိမမဟကုတ်ဆိုပြီးတော့ရေးထားတယ်ဓမ္မမိတ်ဆွေတို့ကဘလို့လေးထပ်ပြီးတော့တိတိကျကျမှတ်ချင်မှတ်လို့ရအောင်ယူပါပထမဇန်ကုသိုလ်ဝိဘတ်ကရိယာပြီးတော့ရင်ယူပဒုတိယဇန်ကုသိုလ်ဝိဘတ်ကရိယာယူပတတိယဇန်ကုသိုလ်ဝိဘတ်ကရိယာယူပစတုထဇန်ကုသိုလ်ဝိဘတ်ကရိယာဆိုပြီးတော့ထပ်ပြီးတော့ကိုယ့်ရဲ့စာအုပ်လေးမှာထပ်တိုးပြီးတော့မှတ်လို့လည်းရတာပေါ့နော်ပို့ပြီးရှင်းရှင်းလင်းလင်းလေးဖြစ်ချင်တယ်ဆိုရင်လေဒါဆိုရင်မဟာကုရှိမဟာကရိယာရှိပဇံဒုဇံတာဇံစတုထဇံဆိုတော့3 4 4 12ရဲ့အပေါ်က8 8 16ရဲ့ဆိုတော့ပြန်ပေါင်းလိုက်ရင်28အဲ့ဒီမှာလေဓမ္မမိတ်ဆွေတို့ဒီမှာမဟာကုသိုလ်စိတ်10ပါးရဲ့ဘေးမှာလက်သေးခွင်းလေးနဲ့4လို့ရေးထားတယ်ဒီဘက်မှာဆိုရင်လည်းမဟာကရိယာစိတ်ရဲ့ဘေး10ပါးရဲ့ဘေးမှာ4လို့ရေးထားတယ်အဲ့ဒါကဓမ္မမိတ်ဆွေများအဲ့ဒီ4ရဲ့ဒီမှာရှိတဲ့ပထမဇန်ဒုတိယဇန်တတိယဇန်စတုထဇန်12ပါးရဲ့အပေါ်ကဒီလက်သေးခွင်းလေးထဲမှာရှိတဲ့4ရဲ့ပြန်ပေါင်းလိုက်ရဲ့အပါ20အဲ့ဒီပါ20တော့စိတ်ကကြဓမ္မမိတ်ဆွေများဘာလဲဆိုတော့မဟာကုသိုလ်စိတ်ကဓမ္မမိတ်ဆွေများဘာလဲဆိုရင်ဝေဒနာအားဖြင့်သောမနတဝေဒနာနဲ့ဥပိ္ပခာဝေဒနာပြီးတော့တဲ့အခါကျတော့မဟာကရိယာဆိုလဲသောမနတဝေဒနာနဲ့ဥပိ္ပခာဝေဒနာတဝက်စီရှိပါတယ်ပြီးတော့တဲ့အခါမှာယူပပထမဇန်မှာလည်းသောမနတဝေဒနာတွေပဲကုသိုလ်ရောဝိဘတ်ကောကရိယာဒုတိယဇန်မှာလည်းသောမနတဝေဒနာတွေပဲကုသိုလ်ဝိဘတ်ကရိယာတတိယဇန်မှာလည်းယူပတတိယဇန်မှာကုဝိကရိသောမနတဝေဒနာတွေပဲစတုထဇန်မှာလည်းကုဝိကရိကသောမနတဝေဒနာတွေကြီးပဲဆိုတော့အဲ့ဒီမှာစိတ်ရနှစ်မျိုးကွဲသွားတာပေါ့နော်အပရိစရာရဲ့ကေစီစရာရဲ့ဆိုပြီးတော့အပရိစရာက28ပါးနဲ့ယူပါတယ်ဒီဘက်မှာရှိတဲ့4 4ပြီးတော့3 4 4 12 20ကအဲ့ဒီ20ကကြာကေစီစရာအချွတ်စရာတွေကကြာတော့ဓမ္မမိတ်ဆွေများဒီယူပပထမဇန်ဒုတိယဇန်တတိယဇန်စတုထဇန်တွေမှာသောမနတသဘောတွေဖြစ်တဲ့အတွက်မဟာကုသိုလ်စိတ်နဲ့မဟာကရိယာစိတ်တွေမှာလည်းသောမနတသဘောတွေညီအောင်ဆိုပြီးတော့အပေါ်မှာရှိတဲ့မဟာကုသိုလ်စိတ်ရဲ့ဥပိ္ပခာဝေဒနာ4ပါးကိုဖယ်လိုက်တယ်မဟာကရိယာစိတ်ရဲ့ဥပိ္ပခာဝေဒနာ4ပါးကိုဖယ်ပြီးတော့
အဲ့ဒီမှာရှိတဲ့သောမနတ၄လုံးစီပဲယူပြီးတော့အပါ20ဆိုပြီးတော့စိတ်ကိုအဲ့လိုမျိုးယူလိုက်တဲ့အတွက်20ဖြစ်နေတာအဲ့ဒါလေးကိုဓမ္မမိတ်ဆွေတို့လေပြန်ပြပေးပါအောင်မရှင်နော်ဒီတိုင်းပြောရင်မမြင်ပါဆိုလို့ပါဒီမှာပါရှင်ဓမ္မမိတ်ဆွေများဒီမှာပါမဟာကုမဟာကုကရိပေါ့မဟာကုကရိဆိုတော့ဓမ္မမိတ်ဆွေများဒီမှာမဟာကုသိုလ်မှာဝေဒနာက2မျိုးဖြစ်နေတယ်တောနဲ့ဥနဲ့အဲ့ဒီလိုပဲကရိမာလဲမဟာကရိမာလဲတောနဲ့ဥနဲ့အဲ့ဒီမှာတောမနတတွေပဲယူလိုက်တယ်ပြီးတော့ရူပပထမဇန်မှာလဲတောရူပဒုတိယဇန်မှာလဲတောရူပတတိယဇန်တောရူပစတုထဇန်တောဆိုတာ तू ကမဟာကုကရိပဒုတသဖြစ်ကြအပ္ပမညာဆိုတော့ဒီမှာသောမနတဝေဒနာသဘောလေးတွေအပေါ်မှာလည်းသောမနတဝေဒနာသဘောလေးတွေညီအောင်ဆိုပြီးတော့ယူလိုက်တော့အဲ့ဒီမှာအပါ20ဖြစ်နေအောင်စိတ်ကလေ20ဖြစ်နေတဲ့အတွက်အချို့ဆရာက28နဲ့ယူပြီးတော့အချို့ဆရာအပရိဆရာကတော့အပရိဆရာက28နဲ့ယူတယ်ကေစီဆရာက20ပါးနဲ့ယူပါတယ်အဲ့ကြောင့်မလို့ဓမ္မမိတ်ဆွေများဒီမှာဆိုလို့ရှိရင်ဘာဖြစ်နေလဲဆိုတော့20ရဲ့20ရဲ့အနောက်မှာဖြစ်နေတယ်28ကအရှေ့မှာဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်မလို့အနောက်မှာရှိတဲ့လေးတွေကဘာလဲဆိုလို့ရှိရင်ကေစီဆရာရဲ့အယူဖြစ်ပါတယ်အရှေ့မှာရှိတဲ့8ပါးကတော့အပရိဆရာရဲ့အယူဖြစ်ပါတယ်ဒါဆိုရင်ဒီဘက်မှာမရှင်တဲ့စိတ်တွေကကြံခဲ့တဲ့မဟာဝိပဿစိတ်ရှင်မဟာဂုတ်စိတ်မှာပစ္စမဇန်နေပဲမရှင်တာဖြစ်တဲ့အတွက်ပစ္စမဇန်တွေကြီးပဲ15အဲ့ဒီ15ကဓမ္မမိတ်ဆွေများရူပပစ္စမဇန်3ပါးရဲ့အရူပဝဆရာစိတ်12ပါးလုံးရဲ့ဖြစ်ပါတယ်လောကုတ္တရာစိတ်ကတော့ဓမ္မမိတ်ဆွေများ10ပါးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများဒီမှာအပ္ပမညာစေတသိက်2ပါးနဲ့ရှင်မဲ့စိတ်ကဘယ်ပေါင်လဲဆိုရင်59ပေါင်ဖြစ်တယ်59ပေါင်ဖြစ်တဲ့အတွက်ဓမ္မမိတ်ဆွေများမဟာကုသိုလ်စိတ်ရှိမဟာကရိယာစိတ်ရှိရူပပထမဇန်3ဒုဇန်3တာဇန်3စတုထဇန်3 28ကအပြည့်ကောက်တာမဟာကုရှိမဟာကရိရှိကိုအပြည့်ကောက်တာဒီဘက်ကမြင်းဆောင်20နဲ့ကကြတော့ကေစီဆရာကဒီဘက်ကဥပိ္ပခဝေဒနာလေးကိုကျင်ကောက်တာဖြစ်တဲ့အတွက်20ဖြစ်နေတာနော်ဗာမိတ်ဆွေများဒါဆိုလို့ရှိရင်ကရုဏာနဲ့မုရိဒာစေတသိက်ကလေးမှာလာရှင်မဲ့စိတ်လေးတွေသိသွားပါပြီကရုဏာနဲ့မုရိဒာစေတသိက်ကလေးသည်ကရုဏာသည်ဒုက္ခိတတတ္တဝါပညတ်ကိုအာယုံပြုပြီးတနာကျင်နာခိုင်မှာရှင်နဲ့နောက်ပြီးတော့မုရိဒာစေတသိက်ကဒုက္ခိတတတ္တဝါပညတ်ကိုအာယုံပြု၍ဝမ်းမြောက်ခိုင်မှာမုရိဒာနဲ့ရှင်ပါတယ်ရှင်ဒါဆိုလို့ရှိရင်ကရုဏာကဓမ္မမိတ်ဆွေများဒုက္ခိတတတ္တဝါပညတ်ကိုအာယုံပြုတယ်တနာတဲ့အချိန်ပြီးတော့မုရိဒာကဒုက္ခိတတတ္တဝါပညတ်ကိုအာယုံပြု၍ဝမ်းမြောက်ခိုင်မှာရှင်နေဆိုတာဓမ္မမိတ်ဆွေများဒါလေးကိုလည်းမှတ်ထားပေးပါအောင်ရှင်ဒါဆိုရင်ပညာစေတသိက်ပညာစေတသိက်ဆိုတော့ဓမ္မမိတ်ဆွေများနောက်ဆုံးအုပ်စုပေါ့နော်နံပါတ်နောက်ဆုံးက1931ဆိုတော့ဒါကနောက်ဆုံးသောပနာစေတသိက်25ပါးရဲ့နောက်ဆုံးအုပ်စုဖြစ်ပါတယ်အဲ့ဒီပညာစေတသိက်ရဲ့တန်ပြောကနီးလေးကဓမ္မမိတ်ဆွေများပညာဆိုတာပြဉ္ဉိန္ဒြေစေတသိက်ကလေးဖြစ်ပါတယ်ရှင်ပြဉ္ဉိန္ဒြေစေတသိက်ဆိုတော့ဓမ္မမိတ်ဆွေများပြဉ္ဉိန္ဒြေစေတသိက်ကဓမ္မမိတ်ဆွေများဘယ်မှာဒီစေတသိက်ကလေးကဘယ်စိတ်တွေမှာရှင်မာလဲဆိုတော့ခုန59 61တော့မှန်တယ်အဲ့ဒီ59 61မှာဓမ္မမိတ်ဆွေများသူသည်ပြဉ္ဉိန္ဒြေဆိုတော့ပညာစေတသိက်ဆိုတာတကယ်တော့ဘာလဲဆိုရင်အမောဟကိုကောက်တယ်အမောဟကိုကောက်တာဖြစ်တဲ့အတွက်ဓမ္မမိတ်ဆွေများဘယ်မှာရှင်လဲဆိုလို့ရှိရင်ညာတန်နော်ညာနာတန်မျိုးစိတ်တွေမှာရှင်လဲအဲ့တော့ညာနာတန်မျိုးစိတ်တွေကဓမ္မမိတ်ဆွေများဘယ်မှာရှိလဲဆိုရင်ကာမတောပနာစိတ်အဆက်ပါတဲ့စိတ်ကာမတောပနာစိတ်24ပါးရှိတယ်အဲ့ဒီထဲမှာအဆက်ပါတဲ့စိတ်လေးသည်ညာနာတန်မျိုးစိတ်ဖြစ်တယ်အဆက်မပါသောစိတ်ကလေးသည်ညာနာဝိပယုတ်စိတ်ဖြစ်တယ်ဒါဆိုလို့ရှိရင်အဆက်ပါတဲ့စိတ်ကလေးကိုကာမသောမနာစိတ်24ထဲမှာအဆက်ပါတာကိုညာနာတံမြုပ်စိတ်လို့ပြောတော့အဲ့ဒီမှာ24ပါ
အဲ့ဒီမှာ24ပါးသောစိတ်ရှိတဲ့ဖြစ်တဲ့အတွက်ဒါဆိုရင်24ပါးမှာ12ပါးသည်ညာနာတံမြုပ်စိတ်ဖြစ်တယ်အဲ့ဒီ12ပါးကဘာတွေလဲဆိုရင်မဟာကုသိုလ်မှာညာနာတံမြုပ်စိတ်4ပါးရှိတယ်မဟာဝိဘတ်မှာညာတံ4ရှိတယ်မဟာကရိယာမှာညာတံ4ပါးရှိတယ်အောက်မှာရှိတဲ့မဟကုတ်စိတ်တို့လောကုတ္တရာစိတ်တို့ကဓမ္မမိတ်ဆွေများညာတန်တွေကြီးပါပဲဉာဏ်ရှင်တဲ့သူတွေကြီးပဲစိတ်ပိုင်းလေးလာခဲ့စေတော့ငါဓမ္မမိတ်ဆွေတို့ပြောခဲ့ဘူးပါတယ်အောက်မှာဒီ28မဟကုတ်စိတ်29တို့လောကုတ္တရာစိတ်တို့ဆိုတာကလေတကယ်တော့ဘသူတွေပဲရနိုင်တဲ့စိတ်တယ်လူထက်တွေပဲရနိုင်တဲ့စိတ်လူတော်တွေပဲရနိုင်တဲ့စိတ်ကာမစိတ်54ပါးကာမစိတ်54ပါးကလူတာမန်တွေတာမန်လူတွေသာရနိုင်သောစိတ်လို့ပြောခဲ့တယ်ဒီအောက်မှာရှိတဲ့မဟကုတ်စိတ်နဲ့လောကုတ္တရာစိတ်အကျဉ်းရှိအကျယ်40ပါးကဉာဏ်ထက်တဲ့သူတွေလူတော်တွေလူထက်တွေပဲရတာဖြစ်တဲ့အတွက်အဲ့ဒီမှာရှိတဲ့စိတ်များအားလုံးဒီညာနာတန်ပြုတ်စိတ်တွေကြီးပဲဒါကြောင့်မလို့မဟကုတ်စိတ်တို့လောကုတ္တရာစိတ်တို့မှာအဆက်ပါတယ်တို့မပါတယ်တို့မရှိဘူး။ဘာဖြစ်လို့လဲဆိုတော့ထွေထူးပြီးတော့ပြစရာမရှိဘူး။အဲ့ဒီမှာရှိတဲ့စိတ်တွေဒီညာနာတန်မြုပ်စိတ်တနည်းအားဖြင့်အမောဟပညာနဲ့ရှင်တဲ့စိတ်တွေဖြစ်တဲ့အတွက်အဲ့ဒီမှာဗမိတ်ဆွေများအဆက်ပါတာတွေမပါတာတွေမတွေ့ရဘူးเนาะအဲ့ဒါအကုန်လုံးဒီစိတ်အဲ့ဒီအောက်မှာရှိတဲ့အပ္ပနာစိတ်35ပါးပေါ့အပ္ပနာစိတ်35ပါးသောစိတ်တွေဒီဘာစိတ်တွေလဲလို့မေးရင်ညာနာတံပြုတ်စိတ်တွေကြီးပဲလို့မှတ်ထားပေးပါရှင်အဲ့တော့ညာနာတံပြုတ်စိတ်ကိုရှာရမှာဘယ်မှာပဲသွားရှာရမလဲဆိုရင်ကာမသောဘနာစိတ်24ပါးထဲမှာညာနာတံပြုတ်စိတ်12ပါးဗမိတ်ဆွေများရှိပါတယ်မဟကုတ်စိတ်29လောကုတ္တရာစိတ်အကျဉ်းရှိအကျယ်40သည်ညာနာတံပြုတ်စိတ်တွေဖြစ်ပါတယ်အဲ့တော့ပြန်ပေါင်းလိုက်တော့ဒီမှာ12ပါးရဲ့29ရဲ့8ရဲ့ပေါင်းရင်49အကျယ်40နဲ့ပေါင်းတော့89ပြည်ငိန်တွေစေတသိက်နဲ့လာရှင်မဲ့စိတ်သောဘနာစိတ်အကျဉ်40အကျယ်89ပါအကျဉ်40သည်ဘယ်အစရည်အတွက်မလဲဆိုရင်ကာမသောဘနာစိတ်24ပါးတွေကတဝက်ပြီးသွားတဲ့အခါမဟကုတ်စိတ်အကုန်လုံးလောကုတ္တရာစိတ်အကျဉ်း8ဆိုရင်48ပါးအကျယ်40ဆိုရင်89ပါဒါဆိုရင်ပြင်းငိမ့်တွေစေတသိက်ရှင်မဲ့စိတ်ပေါင်းညီမျှရှိတဲ့နည်းဆိုရင်49ဒါဆိုရင်ဓမ္မမိတ်ဆွေများ49ကပြင်းငိမ့်တွေစေတသိက်ကလေးနဲ့ရှင်မဲ့စိတ်တွေလို့ပြောတော့ဒီဘက်မှာမရှင်တဲ့စိတ်တွေကဘယ်သူတွေလဲလို့ကြည့်လိုက်တော့ခုနခြံထားခဲ့တဲ့မဟာကုသိုလ်ညာဝိတ်လေးမဟာဝိပတ်ညာဝိတ်လေးမဟာကရိယာညာဝိတ်လေးပေါင်း12ပါးအဲ့ဒီ12ပါးနဲ့ဒီဘက်မှာဓမ္မမိတ်ဆွေများ49နဲ့ပြန်ပေါင်းရင်59အဲ့ဒီ12ပါးနဲ့ဒီဘက်က89နဲ့ပြန်ပေါင်းရင်ဓမ္မမိတ်ဆွေများ61ပြန်ကြိုက်သွားပါတယ်ဓမ္မမိတ်ဆွေများဒါဆိုရင်ဒီနေ့အချိန်လေးလဲစေးပြီးမို့လို့ဒီလောက်နဲ့ပဲပြန်နာပြရစေရှင်